Superman D. Hello. Good morning. Hello. Simija. Simija ba de lo. Ko ro ye tin ya ni su tong pi ba le. Monday. နေတိုင်းတစ်ဖန်တဖန်ပြန်ခင်းရအောင်ပေါ့နေရောက်တော့မှမသိအော်တနေ့ဖြတ်တန်းနေတဲ့ပြဿနာတွေဖြေရှင်းနေကြရင်ねဘောရေးဆိုင်ကြရင်တနေ့ပြီးတနေ့အစ်စ်တွေဖြတ်တန်းကြတော့ပေါ့အချစ်မင်းစင်ပြေလားမင်းတော့စင်ပြေမှာပါကိုလည်းစင်ပြေပါလေချိန်တိုင်းအားလုံးကပြီးတော့မှာပါပျော်စရာတွေတစ်လက်ဝမ်းနည်းစရာတွေတစ်လက်ရရှိခြင်းတွေတစ်လက်ဆုံးရှုံးခြင်းတွေတစ်လက်နဲ့အချိန်တွေကတစ်ခုချင်းပိုင်းပြီးတော့ဖြတ်တန်းနေကြရင်လည်းအားလုံးနောက်ဆုံးကြရင်အကုန်လုံးလှုပ်ချထားခဲ့ရမှာပါဟိုတော်ဒီလိုဒီလိုပဲတွားရင်လာရင်လှုပ်ရှားရင်ကိုယ်တမိုင်းကိုအကောင်းဆုံးရေးနိုင်ကြပါစေလို့ကိုယ်တော်ဒီအားလုံးဒီနေ့အောင်နေဆူတောင်းပေးပါလေဘာလို့လဲဆိုတော့အားလုံးပြီးသွားတယ်ဆိုရင်လည်းတတိဖြစ်တော့စိတ်ထဲမှာဂိမ်းပြီးတော့ကြံနေကြမှာပဲလေကိုဘာတွေလုပ်လဲဟာကိုဘာတွေရွေးချယ်လဲကိုဘာတွေခဲမတိဆောက်တယ်ဘာတွေလွှတ်ချလိုက်ရင်လဲဆိုတော့အရာအလုံးကစက္ကန့်နဲ့အချိန်နဲ့မြတ်အစီပစ္စုပ္ပန်မှာကိုရွေးချယ်မှုတွေအားလုံးကကိုယ့်စိတ်ထဲမှာတတိဖြစ်ကိန်းပြီးကြံနေခဲ့မှာဒါတွေနောက်ဆုံးအားလုံးထားခဲ့ပြီးတော့ဒီလုံးကလည်းပြန်ထွက်တဲ့နေကြလို့ရှိရင်မိကုမိခံမှာပြန်မိကြလိမ့်မယ်ဒီဘောမှာညာဝဲသမျှလင်ကဲသမျှအားလုံးအဲ့နေရာအဂိတ်ကိုရောက်လို့ရှိရင်တော့ညာလို့မရဘူးဘယ်သူမှမင်းမလဲဆိုကိုပြန်မင်းမှာပဲလေမင်းပါလေလို့ခဲ့ဆိုလို့မိခံကိုယ်ပြန်ပြီးတော့ကိုယ်ပဲပြန်ဖြီချရမယ်အချိန်ရောက်လာလိမ့်မယ်အဲ့ဒီနေ့ကျတော့ရှိပြုံးပျော်ပြီးတော့ရီမောပြီးတော့ပျော်ရွှင်ပဲပြန်ပြီးထွက်သွားစေချင်တယ်တော့ပျော်ဖို့ကောင်းတယ်ဝင်တော့အငိုတစ်ပိုင်းနဲ့ဝင်လာကြတာမိခင်လက်ထမအငိုနဲ့စရတယ်ဟောထားခဲ့ပြီးပြန်ထွက်တဲ့နေ့ကျလို့ရှိရင်ပြုံးနဲ့အားလုံးနှုတ်ဆက်ပြီးပြန်ထွက်သွားရတယ်အချိန်လို့ဘလို့ပြီးပို့ဖို့ကောင်းတယ်အဲ့ဒါမျိုးဖြစ်စေချင်တယ်အားလုံးကျွန်တော်လည်းအဲ့လိုမျိုးဖြစ်ချင်တဲ့စိတ်နဲ့ဖြတ်တန်းနေရတာဒါပေမဲ့အဲ့လိုမျိုးဖြစ်ဖို့တိတ်မလွယ်ဘူးဘယ်လိုအားဆိုင်ရဆုံးရှုံးတော့လည်းရှိတယ်ကိုပိုင်စားရတာလည်းရှိတယ်ပြန်ပြီးလွတ်ချခဲ့ရတာလည်းရှိတယ်ဒါပေမဲ့အားလုံးကနောက်ဆုံးပဲဆုံးတော့ကြိုပြီးတော့လေ့ကျင့်ထားလို့လေအဲ့ဒါတော့လောပြီးကြတယ်ကျွန်တော်နေ့ဖက်လိုက်တာဇူလိုင်10ရက်နေ့ဒီနေ့ဆိုတော်ဝေးသွားပြီဆရာမနိုင်စနေရဲ့စတီရဲ့ဆရာမနိုင်စနေရေးထားတယ်လာမင်းနဲ့6ပေးနီးဆိုရယ်ယူရီဆမစမွန်ဝီရန်စမွန်ဟန်ဆိုရယ်ဘာလို့ဝတ္ထုလဲအဲ့ကြောင်းရောဖတ်ချင်တယ်တော့ကောင်းတယ်ကောင်းတယ်လို့မပြောဘူးကျွန်တော်ကြိုက်တယ်လို့ပြောကြတော့ကောင်းတယ်ဆိုတဲ့စကားလုံးပြောတော့ကိုလည်းအဲ့လိုဘာမှဝေဖန်နိုင်အောင်ဘာကောင်းမှမဟုတ်အဲ့တော့ကောင်းတယ်လို့မပြောချင်ဘူးကျွန်တော်ကြိုက်တယ်ကျွန်တော်လည်းကြိုက်ဆမ်မရေးထားသူ့ရဲ့အမြင်လေးကိုသူ့အာဘောထည့်ပြီးရေးထားတာသူပြန်ပြီးအဲ့ပေါ်မှာခံစားပြီး
ဂျင်းနဲ့နှစ်ပြီးရေးထားတာပေါ့အဲ့ဒါနဲ့ဆိုင်လည်းမဆိုင်တော့မသိဘူးဒါပေမဲ့အဲ့အင်ထုံလေးနဲ့ပေါ့တတိယရဲ့အကြောင်းလေးတစ်ခုသွားရှိတယ်ဘာလဲဆို1998ခုနှစ်ကကျွန်တော်ရောက်တာဆရာပြောက်ကြီးစီကိုရောက်တာကျောင်းဆင်းတော့95ခုနှစ်မှာကျောင်းဆင်းတယ်96နှစ်လပိုင်းကြာတော့မှကျောင်းဆင်းပွဲကျင်းပဆရာစီရောက်တော့9လပိုင်းရောက်ဆရာပြောက်ကြီးစီဆရာပြောက်ကြီးစီရောက်တာ96 9လပိုင်းလောက်ရောက်9လပိုင်း6လပိုင်းဘာလဲဆိုဆရာပြောက်ကြီးဆိုတော့မြောက်ကလာမေဒါဝီဆေးရုံရှိတဲ့လမ်းမှာမေဒါဝီဆေးရုံရှိတယ်လမ်းမှာမေဒါဝီလမ်းမှာပေါ့မေဒါဝီလမ်းမှာတက်တဲ့အဲဆေးရုံအဲမေဒါဝီလမ်းဆောင်ကနေပြီးတဲ့စားမစဲစစ်ပြတော်လို့ရှိရင်ပထမဦးဆုံးရောက်မှနွေးနီအဲမေဒါဝီလမ်းမကြီးပါနေမေဒါဝီလမ်းမကြီးတက်တော်လို့ရှိရင်နွေးနီပြီးတော့တန်နာပြီးတော့ဝဇီယာအဲ့လိုတော်လို့ရှိရင်အဲမေဒါဝီလမ်းမဟိုဘက်ထက်မှကျတော့သူ့တို့မှာလမ်းမကြီးမိန်းလမ်းမကြီးဒီဘက်ထက်မှကျတော့ခင်မာတီလမ်းမမြို့ပတ်လမ်းအလယ်မှာကျတော့မေဒါဝီလမ်းမမေဒါဝီလမ်းမတက်ရတော့လို့ရှိရင်စားမစဲစီပြောက်လာစီအဲ့တဲ့မှာတော်လို့ရှိရင်အဲ့ဝဇီယာလမ်းထိပ်ရောက်ပြီဆိုရင်ဆရာပြောက်ကြီးရဲ့အိမ်ရှိထက်အခုတော့ဘယ်လိုနေလဲတော့မသိဘူးဆရာပြောက်ကြီးလည်းဆုံးသွားပြီဆိုတော့ဆရာရဲ့ကတော့ဒေါ်နာနိုင်မော်လဲဆုံးသွားပြီလို့ကြားတယ်ကိုမင်းနိုင်စိတ်မနိုင်ဘူးသူတာအလက်စိတ်မနိုင်ကိုမင်းလို့ခေါ်တယ်သူတာငယ်တော့ချောဟန်းချစ်တော်ကြီးကျွန်တော်ချစ်တော်အသားငယ်တော့ရဲလူတွေပေါ့ဟဲ့နီဖားခုံနေတော့လို့ပြောကြတယ်အမှတ်ရပါကျွန်တော်တက်ကကိုတခုဘယ်နှခုနှစ်တည်းမှလည်းဖြစ်တာမသိဘူး16နှစ်တည်းပါတက်16နှစ်တည်းအဲ့ဒီမေရာဝီဝဇီယာလန်ထိပ်ပေါ့ဆရာရဲ့ကျွန်တော်တို့တိတော့လည်းအဲ့ထုံးစံတိုင်းပေါ့ဆရာရဲ့ချက်တွေရှေ့ချက်တွေအောက်အိမ်အောင်ထမှာလည်းချက်ပါလေးကျန်တောင်းဝင်နေတဲ့ချက်ပါလေးလက်ရှိအဲ့ဒါနဲ့အဲ့ဒီကြတော့ကျွန်တော်ရောက်သွားတော့အဲ့ရောက်တော့9နာရီကျော်လောက်ရောက်သွားအဲ့အောင်နဲ့ကရုံးနဲ့မင်းအဲ့ဒါကရုံးဆိုတော့ကျွန်တော်ကရုံးခေါ်တာအကြောင်းရှိတယ်အဲ့ဒီဆက်စီရောက်တော့ကျွန်တော်ကိုရင်ဝတ်ပြီးတော့မှရောက်သွားတာကရုံးနဲ့သပင်မရှိကရုံးနဲ့ရောက်တော့အဲ့ကျွန်တော်သပင်ပေါက်လာလဲသပင်ထားလဲအဲ့ကရုံးကိုခေါ်သပင်တော့ကမှကရုံးကိုကြောက်ဆက်ပြောက်ကြီးကရုံးဆိုလူတော်များသိပါတယ်ဆက်ပြောက်ကြီးတပည့်အဲ့ဒါနဲ့ညောင်လေးရောက်တော့ထုံးစံနဲ့မလို့ရတော့အဲ့ဟိုထမှာချက်ဖားလေးရှိတယ်ချက်ဖား2កောင်း1កောင်း3កောင်းအပေါ်မှာ2កောင်း5កောင်းအဲ့ဒီဖချက်တော့မဟုတ်ဘူးအဲ့ဒီဥစ္စာတွေအသားစားချက်တွေမဟုတ်ဘူးလက်ဖေးတစ်ခွက်ကို5ချက်6ချက်အချိန်မှာအဲ့ဒီဆရာရောက်တော့တယ်1996 98ဆိုတော့3နှစ်မှာလက်ဖေးတစ်ခွက်ကို5ချက်6ချက်ပဲရှိသေးတယ်လက်ဖေးတစ်ခွက်ကိုနော်သူ့အိမ်မှာလာရောင်းတယ်ဆရာပြောက်ကြီးအိမ်ကိုလာရောင်းတယ်အညာကကြောက်တောင်းဘက်ကလာရောင်းတယ်ချက်ကုန်တယ်ရှိပါတီပါချက်တော့မထင်နဲ့နော်လိုက်ချက်တွေကကုန်တယ်တီးတန့်ရှိတယ်မိထင်တော့ကြောက်တောင်းငင်းကြံတော့အဲ့ရနေလာရောင်းတယ်ချက်ကုန်တယ်တီးတန့်ရှိတိုက်ချက်တွေလက်ဖေးတစ်ခု6ချက်9ချက်ရှိတဲ့အချိန်မှာအဲ့ချက်တစ်ကောင်ရဲ့တန်ကြီးက3500 4000ရှိချက်တစ်ကောင်တန်ကြီးအောက်ထင်တော့အောက်ဆုံးသူ့ရှူလာရောင်းတဲ့ချက်တစ်ကောင်ရဲ့တန်ကြီးအောက်ဆုံး3500 4000ရှိအဲ့ဒါရှော့ပေးတာဆရာပုံမှန်ဝယ်နေတဲ့ဖောက်တယ်လို့သူ့အိမ်မှာလာတဲတယ်အဲ့ချက်ကုန်တွေကလာတဲ့ချက်ကုန်ချက်တွေအကုန်လုံးချင်းနေတယ်ဒီချက်ဘာမှမျိုးဆိုဒီချက်ဘာမျိုးဆိုဒါဘယ်နေကဘယ်ဟွာကသူ့ခွက်လက်ကတော့ဘယ်လောက်ရှိတယ်ပွဲပြီးသွားပြီစစ်ကြည့်တကယ် special လို့လာပြအဲ့လောက်တမ်းမို့ကြည့်အဲ့ချက်တွေစားချက်တွေမဟုတ်ဘူးအသားစားချက်တွေမဟုတ်ဘူး
အပေါ်ဆောင်ကောင်းတွေလည်းမဟုတ်ဘူးစောင်းရမ်းတောင်မှုထားတယ်ဆရာဆက်ကြည့်လို့လည်းစောင်းရမ်းချက်တယ်ဆရာအရင်မတော့ဆက်လည်းမတော့ဆက်ပြောက်ကြီးကွန်စားတယ်တခါတလေကလာကကြည့်အရင်ဆက်ချက်ပါပါဆရာအပြင်းပြေကြတော့မှကြည့်တော့ဆရာရဲ့ဝါဒနာအဓိကဝါဒနာအချက်ပါချစ်တယ်တော့ချစ်တယ်ရန်ကူဆိုင်ကိုလည်းကိုကြည့်ရတာဟောလေကိုဆရာသမားကိုဆရာသမားရဲ့မိသားစုအဓိကကြားတယ်အကောင်ဘလောင်ကိုရောက်တော့ကျွန်တော်ရောက်တော့9နာရီပေါ့အဲ့တော့9နာရီမနက်ပိုင်း9နာရီကျော်ရောက်တော့ဟျောင်းလေလုံးနေကြပေါ့ဟျောင်းကလုံးနဲ့ကြီးချက်ပြီးထုတ်လိုက်ကွာလေအဲ့ဒါနဲ့ချင်းအောင်လေးဆွဲဖွင့်ဒီနေ့ဟျောင်းမင်းထုံးတာလေလုံးနေကြတာအချက်ကြီးကျုံဖြားရီအပြင်ထုံနေလန်းအချက်တွေဘာပလက်တိုက်ရီတိုက်ရီကိုင်ပြီးအဲ့ဒီနေ့ကျတော့ချစ်ဖာနှစ်ခေါင်အပြင်မှာနေဆက်ဆက်မှာနေဆက်တော့စောစီးချင်းဆိုတော့လေထုတ်ပြီးတော့ကြက်ကြောင်းတယ်ဗောဗျာကြက်ကြောင်းတယ်ဆိုတာရိုးကြက်ကြောင်းတာမျိုးမဟုတ်ပြီးတော့ဆက်ပြောပြမှာချက်တို့တိုင်းငုတ်တွေနဲ့ချီတာကြက်ဖာနှစ်ခေါင်ဟိုဘက်ချမ်းဒီဘက်ချမ်းအတူတူမဲ့အချက်တွေရင်နေတော့မဟုတ်ဘူးတီးတဲ့ချင်းနဲ့ထားတာဖြစ်တဲ့အတွက်လွတ်ပြလို့မရဘူးလွတ်တော်နဲ့ခေါ်တာအဲ့ဒါတိုင်ရိုက်ငုံကြိုက်ငိုးရိုက်ပြီးတော့ဒီဝချမ်းမှာကားအိမ်ရဲ့ကားလမ်းမရဲ့ဘေးနာကားလမ်းမအဆက်မှာအိမ်ရဲ့ခေါင်းရင်းမှာကြက်တကောင်အိမ်ရဲ့ချင်းမှာကြက်တကောင်ဒီကြက်ပေါက်လေးတွေနဲ့ကြက်မနဲ့လှုပ်ထားတာကြတာအဲ့ဆရာရေးကြည့်ပဲဟဲ့အောင်အဲ့ဒီကြက်မမျိုးငါလိုချင်တယ်နော်လေအဲ့ကလေးကိုတီချာစောင့်ကြည့်တယ်ဆိုတာအဲ့ကြက်ပေါက်လေးကိုတီချာဂိဆိုင်ပြောကိုကလည်းအဲ့ကြက်ပေါက်လေးတော့ကြက်ပေါက်လေးတောင်းနေကြတော့ကြည့်ရတာအတွေ့အကြုံမင်းတယ်လို့ပြောရမှာပေါ့ဟိုကိုကြက်ပေါက်လေးတော့ဒီကထားပြီးဂိဆိုင်ပြီးကြည့်ရတာကိုကြက်တော့မသိခေါင်းနဲ့မထည့်ဘူးကြက်တော့မှခေါင်းနဲ့တော့ကြက်ပေါက်လေးကိုအဓိကထားကြည့်တော့ကြက်ပေါက်လေးကြည့်ဒီစမ်းလိုက်ရေးဒီပါလေးကိုင်းစုပ်နေပေးအညောင်းနေပါချောလေးပါရှော့ဒူတယောက်ကြီးဆိုင်တယ်ကြီးဆိုင်ရတာရန်ကြီးဆိုင်ရတယ်ကိုယ့်ဆရာကနှစ်သက်တဲ့အလုပ်ဒီအကောင်ပလောင်နေဆိုတော့ကိုကလည်းလိုက်ကြီးဆိုင်ရတော့ကျမလွတ်ထားရင်ဟိုကိုလည်းကျမကြည့်ရှိမှတော့ထိုင်ကြည့်နေရတာအေးစင်းနေရတယ်မထင်နဲ့ခေါင်းရုံကြည့်လိုက်ခြေရုံကြည့်လိုက်အရှိမလဲဆိုင်ဟိုကားတွေတော့စပိန်နေဖြတ်သွားလူတွေဖြတ်သွားကိုဖြစ်ချင်တော့နဲ့ကန်ကောင်းလဲဆိုတာအဲ့မနပိုင်းနေထိုးလို့ရှင်ကိုကအိမ်ကိုကြောပေးထားတာအနောက်ဘက်ချမ်းကိုအိမ်ကမျက်နှာမူထားတာဖြစ်တဲ့အတွက်အရှိဘက်ထိုးလို့ရှင်အရေးရအောင်တော်သေးတော့အရေးတက်ငုတ်ထိုင်ပြီးကြည့်နေတာကြည့်နေချက်အဲ့ဒီချက်မလေးတွေနဲ့မဟုတ်ဘူးအဲ့ချက်ကလေးတွေချက်မတပြေးပြေးအနောက်ဘက်အိမ်ရဲ့ဒီအိမ်အနောက်ဘက်ချမ်းမှာအဲချင်းတော့ဖြည်းဖြည်းရွေ့သွားတော့မြက်ပုတ်လေးရှိဖြစ်ချင်မြက်ပုတ်လေးရှိတော့ဒီလိုလည်းကျတော့ဘာမှဖြစ်ဘူးလေအချက်တားပေါက်လေးနေသွားနေအဲ့မြက်ပုတ်တွေကလည်းအဲ့ကျမကြီးပြန်ထွက်လာအောင်မြက်ပုတ်လေးဆိုဒီခေါင်းကွင်းပေါ်မှာခေါင်းကွင်းလေးမှာရှိတဲ့မြက်ပုတ်လေးကကွာမြေပြင်မြက်ပုတ်လေးတော့ကွာအဲ့တဲ့တော့ပြီးပြန်ထွက်လာတော့ချက်တားပေါက်လေးတကောင်ကတေးပြီးကြံနေခဲ့တေးပြီးကြံနေရောဦးနောက်ကြီးက6ကောင်ဦး9ကောင်ပဲရှိတော့တော့ကြည့်လိုက်တော့အဲ့မြက်ဖို့ထဲမှာတန်လေးတောင်သေးနေရောဟာဘယ်လိုဖြစ်လဲဆရာတော့ဆရာအကျက်တကောင်တန်လေးအဲ့မြက်ဖို့ထဲမှာအကျက်တကောင်သေးသွားပြီဟာရောတဲ့ကတော့မင်းပြဿနာပဲကွာငါအဲ့ကျက်မှသားလေးအရေးကြီးတယ်ငါမင်းကိုကြီးဆိုင်ခိုင်းတော့လေကွာအခုလည်းဘယ်သိမှာလဲအဲ့မြက်ဖို့ထဲရောက်ကြက်တီတတ်တယ်လို့ကိုဘယ်လိုသိမလဲအဲ့တော့ပြီးတော့မပြောရမျိုးတော့အဲ့ထဲမှာကင်းရှိတယ်လူကင်းထိုးတာပြင်ကင်းထိုးလို့သိသွားတာပဲအမြဲပုံကင်းရှိတယ်လူလေဟောဒုက္ခပဲကွာမင်းကဆရာနဲ့မျက်နှာနေတာနဲ့မကြိုက်ဘူးမကျင်တော့ဘူးသူအဲ့ကိစ္စဒါပေမဲ့မတော်တဆဖြစ်တဲ့ကိစ္စဘယ်ဘယ်တတ်နေမှာစိတ်ညစ်ကြည့်အမြဲပုံကြီးကွာတော့လွတ်ပြလိုက်တဲ့ကျုပ်အဲ့ရှိပုံဝင်မရှိတယ်အမိုက်တောင်းနေတော့ပြစ်လိုက်အဲ့ဒါကျ9ကောင်ကျသားလေး9ကောင်ရှိတယ်9ကောင်လေးရှိတယ်အဲ့9ကောင်လေးတော့လေကိုလည်းတိုက်မျိုးဒီအိမ်ရဲ့ခေါင်းရင်းပဲပေါ့အိမ်ရဲ့ခေါင်းရင်းပဲရှိတယ်ချောင်းကျုပ်ရှူလိုက်အဲ့ဘက်တော့တောင်းနေစီပြီအဲ့ဘက်ချမ်းမတော့ရှိတာအမျက်ဖုတ်ရှိတာချင်းဘက်ချမ်းပါရှိအိမ်
အိမ်မျက်နှာစာချင်းတစ်ချမ်းပါရှိတယ်အဲ့ဘက်ချမ်းမှာဓမ္မယုံရှိတယ်ဆရာအိမ်ရဲ့မျက်စောင်းတိုးမှာမျက်စောင်းတိုးကားလမ်းမှာဟိုဘက်ချမ်းမှာဓမ္မယုံရှိအဲ့ဓမ္မယုံရဲ့အရှိမှာပေါ့ဆရာရဲ့အိမ်နဲ့ဆိုရင်ဆရာအိမ်ရဲ့ချင်းမှာတအိမ်ကျော်ပေါ့တအိမ်ကျော်မှာရှိတယ်ဆရာချင်းပဲအိမ်တအိမ်ကျော်ရဲ့အရှိမှာမျက်ပုတ်လေးတွေရှိအဲ့လိုတိုက်အိမ်တအိမ်အဲ့မျက်ပုတ်မှာတည်ဟုတ်ကဲ့အဲ့ဒါဒီမင်းခေါင်းပြထားလာရင်အဲ့ကျမမသွားစီနေနေအောင်အဲ့မျက်ပုတ်ကိုဟိုတယ်အဲ့ဒါကိုစောင့်ကြည့်တော့စောင့်ကြည့်နေပြီးတော့အဲ့မကြဘူးဆရာအချက်ဖတ်ကောင်ဆွဲလာဟင်းအောင်ရော့တယ်ဒီမှာအဲ့မင်းကြက်သွားကြောင်းလိုက်တယ်ဟင်းအောင်ဒီကောင်တော့ဝိတ်တက်နေတယ်ဟိုတော့လည်းနင်းပါလမ်းလျှောက်ပြီးတဲ့ဆန်ကွာလေဒီကောင်နင်းဝိတ်ကြတော့မင်းတော့လိုက်မောင်းပြီးကြက်ကြောင်းနေဆိုအဲ့ကြောင့်မှပြောပြမယ်တဲ့လားကြက်ကြောင်းနေဆိုလို့နွားတကောင်ကျင်းချောင်းနဲ့တို့ပြီးနောက်ကလိုက်ကြည့်နေကိုကြည့်ရတာမျိုးမဟုတ်ဘူးဗျာကြက်ကြောင်းနေဆိုတာကကြက်စလုံးမှာကြိုးရှိရတာကူမတရီရဟင်းချက်အောင်ဒီနေ့ဝသားကြော်မယ်လို့ဆုံးဖြတ်ထားတာအဲ့ပြီးဝသားကြော်အောင်ရဲထားတဲ့စပြောအဲ့ဒါကျမကြီးထုတ်လာပြီးတော့ဟိုကောင်ဝတ်ကျင်တယ်ကွာပြီးဒီကောင်ပြီးနည်းနည်းမချစ်လက်ကြောင်းမလို့ရှိဒီကောင်မောတော့လို့ရှိဒီကောင်ချွဲချပြီလေကွာဟာချွဲချပြီအဲ့ကြက်ချောင်းနေဆိုတော့ကြောင်းပြောအဲ့ကျိုးကျဖားရဲ့နောက်ခြိထားတဲ့ကျိုးနောက်ကကန်ရတယ်လူကကန်ပြီးတော့နေဆက်ရှိရနေရကြားထဲမှာကွင်းထဲမှာဆိုရင်နေအောင်လေးရှိမယ်အဲ့နေအောင်လေးဖြတ်ပြီးတော့ဟိုဘက်ရောက်လို့အရင်ကြောက်သွားပြီဆိုအဲ့နေကနေဖြတ်လာပြီးအကျိုးကိုင်းဒီဘက်ပြန်လာအဲ့ချက်ဖိုက်အနောက်မှာလူကနောက်တော့ကောက်လိုက်ချက်ဖိုက်ဆိုတာစိမ့်နေရတယ်လူနဲ့မြင်ပါဘူးမြင်ပါတဲ့အတွက်ကိုကကျိုးကိုင်းပြီးနောက်ကလိုက်လို့ရှိရင်ချက်ဖိုက်ဆိုအရှိရသွားတာအေးသေးတော့မိုးရေးရုံနဲ့ပြေးတာပဲသူရလို့ရှိရင်ပြေးတာအပြင်တော့မပြေးရင်လည်းကိုကနည်းနည်းလေးခက်တွတ်ရှောက်ပြီးရတယ်ရှောက်ပြီးတော့မှကျွန်တော်အရှိသူဟိုတောက်လျှောက်ချက်ဖိုက်အရှိတော့ဟောကိုကနောက်ကလိုက်ချက်ဖိုက်အရှိရတော့ကိုနောက်ကချက်ဖိုက်မုံနောက်လိုက်ရအဲ့တော့ကြက်ချောင်းနေလို့ခေါ်ကျဖရှာလိုက်ဟောဖြစ်လာတဲ့အချိန်လေးရောက်တဲ့ထိကိုကလည်းနောက်လိုက်ချောင်းအောင်လိုက်ဆိုရလိုက်ကျိုးချောင်းကန်ပြီးထိုင်ရကျဖမောပြီဆိုတော့ကိုလည်းမောနေပြီဟောဖြစ်နေပြီအဲ့လိုက်ချောင်းအဲ့တလို့လိုက်ချောင်းနေကိုကဟိုဘက်ရှောင်းလိုက်ဒီဘက်ရှောင်းလိုက်အဲ့တလို့အဲ့ကျဖလည်းမောနေပြီဆိုတော့အဲ့ကျဖမပြီးအဲ့ဒါချွေးချတယ်ဆိုတော့ပြောပြအောင်ကျဖအားဆောင်နှိုက်ပြီးတော့မှခေါင်းအားဆောင်ဒီနောက်အောင်ကျက်ဖားရဲ့နှုတ်သီးကပြဲသွားပြီဆိုတော့မှမြောက်လိုက်တာမြောက်ပြီးတော့ရေခတ်ပြီးတော့ဇက်ထဲကိုထည့်ပြီးတော့သူ့လေပင်ဖောက်ဆိုရိုက်ပြီးတော့မှအဲ့ဂီးကြလာတော့မှအဲ့မောနေချင်းမို့လေပင်နဲ့မှကျက်ဖားဝိတ်တက်နေတဲ့ခါမှာနေဘူးတော့ပြင်းလို့နေမောလို့ရှိရင်ဂီးဆိုဒီလေချောင်းတော့ချွေးတက်လာတဲ့အချိန်တော့မှအဲ့ရေထည့်ပြီးလေချောင်းရိုက်ပြီးဖောက်ဆိုဖြည်းဖြည်းချင်းရိုက်လိုက်ယူဂီးဆိုချွေးရဟိုတက်လာချင်းမှပြန်ပြီးအောက်ခေါင်းကဆက်ချပြီးရေချပြီးလဲချွေးချတာကိုခေါ်တယ်အဲ့ဒါကျပေါ့အကျမတို့အဲ့ဒါမျိုးချွေးချပြီးသွားလို့ရှိရင်ကိုဂီးဆက်ရအဲ့ချွေးချတဲ့အချိန်မှာလေဝင်ရိုက်တဲ့အချိန်မှာပြည့်စက်ပြီးခါတော့ရရကျုပ်နာကောင်းလည်းလုပ်လို့မရဘူးအရင်ဂီးဆက်ပြီးလို့အဓိကကိုစီအောင်ဂီးဆက်နေတဲ့တော်ဟာတွေအကောင်ပလောင်နေဆိုကိုကလည်းဂီးဆက်အဲ့ဒါလိုကျွဲချနေတဲ့အချိန်မျိုးမှာဖြစ်ချင်တော့အဲ့ဦးကကြက်တော့မှာကိုနောက်ကျောလှည့်ပြီးချွဲချတယ်ကျပေါ့အဲ့ကားလမ်းမှာလေကိုနောက်ကလည်းဖြတ်ဆိုလမ်းလျှောက်သွားပြီးအဲ့အုပ်ဆက်ကြက်တော့မှာဝင်ရောအုံနာလေးမျက်ဖုတ်တွေပြန်ရောက်သွားပြန်ရောအဲ့ကြောင့်ကျမဟာကိုကမတိဘူးကချွဲချပြီးတော့ကြက်ကိုခြေထောက်တွေပါပေါင်ကြီးတွေမှာနေပြီးခြေထောက်မှာနေအညောင်းတွေမှာဖြီးပြီးကိုကြည့်နေပြီးကျက်ဖောက်ပြန်ပြီးတော့တိုင်မှာငုံမပြန်ပြီးတော့ကျိုးပြန်ပြီးခြီတော့ကျက်ဖောက်နဲ့ကောင်တော့အင်ချင်းကောင်းရေးမှာနော်ကျက်ဖောက်နဲ့ထားတယ်လေအိမ်ရှိအောင်လေအဲ့ဒီကောင်ဦးနာချွဲချတဲ့ကောင်သူပြန်ခြီထားတဲ့အချိန်မျိုးပါကြည့်လိုက်တော့ဦးနာလည်းချက်မှလည်းချက်တော့မှာဟိုမြဲဖုတ်လည်းပြန်ရောက်နေပြန်ဟာပြဿနာပဲဆိုကိုအပီးလုံးလိုက်တော့တွားကြည့်ရတော့လေကြည့်ရဖြစ်ချင်တော့အဲ့ဒီချက်တော့မှာအဲ့မြဲဖုတ်လည်းပြန်မထွက်လာသေးဘူးနဲ့အဲ့မှာချက်တော့မှာအဲ့9ကောင်ချက်ကောင်လေး9ကောင်ရှိတယ်တကောင်ကတင်းပြန်ရောဗျာဟာကြည့်လိုက်ဒုက္ခခွားပဲငါတကောင်နဲ့ထပ်သိနေပြန်ပြီကိုဒီမှာချွဲချနေလို့မရှိဘူးနော်4ကောင်လောက်ပဲရှိဦးမလေးက6ကောင်ကြောင့်ကိုလက်ထဲမှာလည်း2ကောင်သေးသွားဗျာအဲ့ကျတော့ပြန်ဆွဲမောင်းလာဆရာဒီမှာတကောင်သေးပြန်ပြီကျွန်တော်ဒီမှာချွဲချနေလို့ဆရာအဲ့မှာအကြီးကြီးပါခွဲ
မင်းခေါ်တယ်မင်းဒီလောက်ဒီကပြောနေတာနဲ့ခီးစိတ်ပါလို့ပြောဟာကျွန်တော်ကြည့်ချက်ချွဲချနေတယ်နော်ဒီပဲအိမ်မက်လက်ပြီးချွဲချနေအောင်တားတော့ဟိုချွဲချနေလေကွာဟိုဘက်နေပါ तू ကနှမျောတဲ့စိတ်နဲ့ပြောတော့ဗောလေဆရာတော့ကိုခီးစိတ်ခိုင်းတယ်မှလည်းကြက်လေးကြောင်းခိုင်းပါလေဆိုတဲ့ကိစ္စကိုဒါလေးတော့မကြည့်နိုင်ဘူး तू ပေးတာကကြက်ဖနှစ်ကောင်ချင်းတစ်ကောင်ခေါင်းရင်းတစ်ကောင်ကြိုးချီထားတယ်အဲ့ကြက်ဖနှစ်ကောင်လည်းကြည့်ရတယ်ဒီကျမကိုလေခေါင်းရင်းမှာထားပါဆိုလို့ခေါင်းရင်းမှာထားအခုဒီကျမတစ်ကောင်นี่ तू ကကျိုးကင်တော့လိုက်ကြောင်းခိုင်းတယ်ပြေးခိုင်းတယ်လူလည်းမောဟိုင်းနေကိုကဟောရောပြနေကျမကိုလေချွဲချခိုင်းတယ်ဖြစ်တယ်လို့လည်းစားလို့မရဘူးနည်းနည်းဂီယူလည်းစိုက်ရတယ်နှစ်ဘဲတစ်ပြားတန်လူလည်းမဟုတ်ဘူး100တန်200တန်300 500တန်လည်းမဟုတ်ဘူးကျဖအသားစားချက်တွေလည်းမဟုတ်ဘူးကိုအရင်ကြီးစားအဲ့တော့အသက်16နဲ့19နှစ်ပဲရှိတဲ့အချိန်သူ့အရောတော်မှာကျဖတိုက်ချက်လေးဆိုတော့ဟောတိတာတေချာကင်တက်တာကင်တာကင်ဘူးတော့တော့တမိုးကြီးတစ်ချက်ပါကိုဘာပြောလို့ပြောမှမသိဘူးကိုဒီဘက်လက်ချွဲချားနေလို့ရှိသေးတယ်ဦးနာလေးကပဲခေါင်းရင်းမှာအခုဒီဘက်ချွဲလက်ချလို့ရှိသေးချိန်ရင်းနဲ့ရောက်တော့မျက်ဖုတ်ကြီးထဲရောက်တော့အခုသွားကြည့်လိုက်ဒီကြက်ကလေးကောင်တည်နေပြီနော်ဟာခဏလေးနဲ့ခင်လေးနဲ့အကုန်ရတော်တော်များပြောင်းလဲသွားဟာအကြီးကြီးပေါ့ခွေးစားဘောမင်းကွာဒီလောက်ငါပြောနေတယ်ဦးနာတကောင်တွေဘူးလို့ရောက်လောက်ထွက်ရောက်ဘာလို့တော်တယ်ကားလာမှာတော့အဲ့တော့လည်းကားလည်းမသွားတာပေါ့အေးရှိရကားလည်းမဟုတ်ဖားခုံရအောင်အဲ့ဒီမျက်ဖုတ်ရှိရောက်တဲ့ဒီအိမ်ချားထဲမှာတချန်ချားတယ်ဆရာကြီးဆောင်းလုံးမှာရှိနေတဲ့ဓမ္မအောင်ရှိဓမ္မအောင်ရဲ့ဘေးနားမှာလည်းပြည်တယ်ရှိဓမ္မအောင်ရှိရောက်တဲ့ဒီရောက်ဒီဘက်တက်နိုင်တယ်ဟိုဘက်တက်နိုင်တယ်မိဖားအောင်ငုံတန်းရောက်ဟာကိုလည်းကျိုးကြောင်ရှင်းပြတာအကျိုးကြောင်ရှင်းမှာဆရာဒီကြက်ဖာနာကောင်လည်းကြည်ရသေးတယ်ကျမနဲ့သားတော်လေးတွေလည်းဟိုဘက်ခေါင်းမဲ့ပြောင်းခိုင်းထားတယ်ဒီကြက်ဖာတကောင်နောက်ကကျိုးကံပြီးလိုက်ကြောင်းခိုင်းသေးတယ်ပြီးတော့ချွဲလဲချခိုင်းသေးတယ်လမ်းမကြည့်ပြတဲ့အချိန်မှာနောက်ကျောပြီးခဏလေးတော့ကျမအဲ့ဘက်ရောက်သွားအခုတကောင်သေးသွားတယ်ကိုလည်းဘလုံးဝဆင်ကြီးရပေးလို့မရဘူးအဲ့ဘာခုံတော့ခုံရတာပဲအနေရောကိုင်းဘာခုံလဲကြောင်းမှာတော့ခုံလားမသိဘူးဖုန်းပေါ်လာတယ်ကျွန်တော်ခေတ်ကတော့ကျောင်းသားတွေဆရာမတွေဆရာမတွေရမြဲလို့ခိုင်းမရလို့ရှင်ဖောက်ခုံဝင်တာရှိကျိုးဆရာမတွေမရိုက်ချင်တော့လို့ဖောက်ခုံဝင်တာစောင်းမဖြေတာကြာရင်လို့ပေါ့အောင်တော့အဲ့လိုပဲကျွန်တော်ခင်ဗျအဲ့ဆရာပြောက်ကြီးရဲ့အိမ်မှာအကျဉ်တားပေါက်လေးနှစ်ကောင်တည်သွားတာအဲ့ရက်ဖုတ်ထဲမှာတည်ကျွန်တော်ဖောက်ခုံဝင်အသွားပြန်ဈားထဲမှာတချမ်းချိုးအေးဟောငါပြီးဖုန်းဆက်လိုက်မယ်ခဏလေးကွာခဏလေးပေ20ပေ60ပေါ့ဆရာချန်လေးစောက်ဆိုပေ40အေးပေ40ပေါ့ဒုတိယချန်တတိယချန်ဆိုနှစ်ချန်ပေ40ပေါ့ပေ50လောက်ရှိမှာပေ40ပေ50လောက်အသွားပြန်ဟုတ်ခုဆရာမတရကြည့်နေဆရာမတရကြည့်နေဘယ်သူမှရှိလဲဆိုအခုဆိုင်းဆရာစိတ်မင်းနိုင်မှာသူဆရာငယ်ဆုံးတာကြောဟန်ဆူတော့အိမ်မော်ထဲမှာရှိတယ်လက်ထအိမ်မော်ထဲနောက်ဆုံးကမ်းမှာနေရသူတာအဲ့ဆရာတာအလက်ကောင်စိတ်မင်းနိုင်ထွက်လာပြီးကြည်ရီတော့မင်းဖြစ်ရလေကွာကွာအနေရကကြီးဖောက်ခေါ်လာအနေရကကြီးဖောက်ခေါ်အတော်တယ်ဖောက်တော့အဲ့ဒါဒီအဲ့ချင်းမူနဲ့ထွက်လာဘယ်လိုထွက်လာလဲဆိုအဲ့ဆရာအိမ်မှာဆရာထွေးတယောက်ရှိတယ်ကိုဝင်းဦးလေကြောက်ပတော့ညာတာဟုတ်သူကကြောက်ပတော့အဲ့ညီလေးမင်္ဂလာပါအဲ့ကြောက်တော့သူကဆိုင်းဆရာခေါင်းဆောင်တဲ့30ကျော်35လောက်ရှိတန်းပြင်းမြတွတ်တော့ပေါ့96ပါ30ကျော်32 34လောက်ရှိကိုနဲ့ကိုမင်းနဲ့ဟိုမတရပြီးဟာကွာကတော့ရေမေးပေါ်ကဖြစ်ရလေကွာကြီးကိုလည်းဖောက်ဖို့အဲကားထဲမှာယူအချိန်9နာရီဝ10နာရီလောက်ရှိမနေ့ပိုင်းဆိုဈေးသွားသေးတာလေးရှိတာဗောလူတွေအဲ့လမ်းမကြီးမှာလူတော်လူကအမြင်နဲ့မပြတ်ဘူးကိုဖောက်ခုံနေလူတွေကြည့်ပြီးဝိုင်းနေတာဟောကျွန်တော်အသက်ကလည်းအဲ့တော့16ဟုတ်တယ်16လောက်ရှိပြီ16ဆို16နဲ့ရွယ်ကောင်လေးတယောက်ဗျာဒီလူပေါက်စားဗျာရှက်တာဗောဗျာတဲ့ရှက်တာဘာမှမဟုတ်တဲ့ကိစ္စတော့သူ့တော့ဖိုးတော့ဘာမှမဟုတ်လို့စဉ်းစားတော့သူ့တော့အရန်ရေးကြီးတယ်ဒီချက်သားပေါ့ကြီးဆရာဖောက်ကြီးတွေအရန်ရေးကြီးသူရန်နေတဲ့တဲ့သွားလေကိုလည်းစောင့်ကြည့်နေမတော်စားဖြစ်တော့အဖောက်ကိုတော့ကိုတော့ရှက်တော့
啊，一些要了叫没俺不干的，给他那面子了要，看文武的，没哎，这嘛嘞，这都嘛离岸没修了，就是超过那港地了，离岸没修。没哎，这都嘛，哎，没不的，没要什么，文武的没招来噻了要。ဒီကောင်ကိုကျက်ဖတော့အောင်ရှိအဲ့ကျက်ဖတော့အောင်မင်းပြန်ကျက်ဖဥငါလေးမောအောင်လို့ပြေးပြီးချွဲချထားတဲ့ကျက်ဖတကောင်အဲ့ဒါမင်းပြန်ကြောင်းရအောင်ကိုအဲ့ကျက်ဖတကောင်တော့ကျိုးကဲပြီးတော့တကောက်လိုက်ကြောင်းနေအဲ့ကြောင်းအဲ့တော့ကိုဦးလည်းသူကြည့်နေတာပေါ့ငါခေါင်းမမောအဲ့ကျက်မောင်ထားတော့ခေါင်းမထားကိုအဲ့ကျက်ဖပြန်ကြောင်းနေတဲ့အချိန်မှာအဆက်အိမ်မှာရှိတာကကင်နာကားရှိတယ်ကုန်တင်ကားတစ်ကားရှိတယ်စန်တစ်တာတင်တဲ့ကားအဲ့မြေဘက်ပွဲထွက်ပြီးဆိုအဲ့ကဆရာကအဲ့ကနေပဲတော့ driver ရှိ driver ရှိတော့အဲ့ကိုုံကရောက်လာရင်းနဲ့ဆက်ရှိမှာအဲ့ຫນွေအဲ့တနေ့လာနေတယ်ဘာကြောင့်မှမသိဘူးလာနေတယ်ဆက်ရှာလို့တော့လာနေတော့အဲ့ကားမှာ light miss စပယ်ယာမရှိဘူးစပယ်ယာမရှိတော့ကိုုံကလိုက်တယ်အဲ့ဒီနေ့ကျတော့ကားပြက်လို့ပြင်လာတာအကင်နာကားပြက်လို့ဝက်ရှော့ထိုးတာဖြစ်တဲ့ကိုုံကရှိနေတဲ့အတွက်ကျွန်တော်အဲ့လိုကျန်နှစ်ကောင်တည်သွားတာဖြစ်တဲ့အတွက်ဖောက်အောင်ခုံလဲပြီးဖောက်အောင်ကခုံခုံပြီးတော့အဲ့ကိုုံထွက်လာမှတိုက်ဆိုင်တော့ဆရာဟေးအောင်လည်းမင်းအဲ့ချက်မောင်ကြောင်းတော့လိုက်စမ်းပါအဲ့ကလေးတွေမင်းအဲ့ဖြစ်မဟုတ်တယ်မသွားစီနေတဲ့တော့ကျန်နှစ်ကောင်တည်သွားပြီဂရုံးလောက်တော့အဲ့မှာကျန်နှစ်ကောင်တည်သွားပြီဟေးအောင်ငါမိမတော်လဲရတဲ့ကိခိုင်းရကိုငါပြီးတော့မင်းဖုံးဆက်မရငါချက်ကြောင်းရင်းနဲ့ရောင်းဆရာပြောင်ကြီးရဲ့အိမ်မှာမေတော်ကြီးလမ်းစုံမေတော်ကြီးလမ်းမပေါ်ဝစီယာမတ်တိုင်ကဆရာပြောင်ကြီးရဲ့အိမ်မှာသူ့ရဲ့ချက်ဖတွေချက်တုံးမတွေကြောင်းရင်းနဲ့ဖားခုံခုံရတဲ့အကြောင်းပြောနေတာရောင်းဟိအဲ့ဒါနဲ့အဲ့ဒါဝင်ကိုကြောင်းခိုင်းတယ်ကိုအိမ်ဟုတ်ပြီလေဟုတ်ကဲ့ဆရာကျွန်တော်ကြောင်းလိုက်မယ်အဲ့ကောင်အဲ့တိုင်းမေးဒီကောင်တော်ဆက်ဖြစ်တာပါဗျာတဲ့ကျွန်တော်မကြောင်းခင်ငါအဲ့ဆရာပြောဟင်းအောင်သူကြောင်းအောင်မကြည့်အောင်ချက်ကြောင်းအောင်ယူဆိုင်ချက်ကြောင်းမို့ကြာကြည့်ဆိုချက်ကြောင်းတော့မှနီးပညာအစနန်းနေရမ်းမြင့်နေတာအဲ့ဒီမှာတင်နီးစနစ်တွေပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာရေဘောနော်ဆိုတော့တိုင်းရောကိုချက်တွေချက်ကျိုးထောင်းကာပြီးရှောက်လိုက်နေရတဲ့အချိန်ကိုဦးကမှကြည်ချက်မောင်ဒီဘက်ခေါင်းကြီးမှာထားပြီးကိုလည်းထားတာပဲဒီနော်မတ်ဖြစ်သွားတယ်ကြီးအဲ့ဒါနဲ့ဖြစ်ဖို့ကိုကလည်းချက်တကောင်နဲ့လုံးလဲချတယ်ချက်ဖနှစ်ကောင်ချင်းတကောင်ခေါင်းရင်းတကောင်ပြီးကိုကချက်ဖနှစ်ကောင်နဲ့ခုတ်ပြီးအောင်လို့လမ်းဆောင်ပြီးချက်တကောင်လိုက်ကြောင်းနေရသေးကိုကအလုပ်ကိုတော့ချိုးတော့အလုပ်ညံကောင်းတယ်အဲ့တော့ဖြစ်ချင်တော့ကိုဦးကအကျမအကြောင်းခေါင်းရင်းမှာရှိသေးတယ်သူ့ driver ဖြစ်တယ်ကား driver စပိန်လေးရောက်လာစပိန်လေးရောက်လာကျမတို့ကြောင်းနေတယ်ကားလမ်းမှာပြီးတော့အိမ်ရှိ driver နဲ့မေ့ပါကျွန်တော်ထားလိုက်ပါတော့အဲ့ဒါသူ့ဆရာပေါ့ဗျာသူ့ driver ဆိုတော့အဲ့ဒါသူ့ driver မရရစကားပြောဟိအောင်လည်းဝင်းဝင်းနဲ့လာအောင်နဲ့မနေ့တော့မြေကုန်းမှာရောကားအတန်ဘလို့ထွက်သွားတာဟိအောင်နဲ့ဘေဘီကြီးတင်လာတဲ့အချိန်မသိတော့ဘူးဗျာဟုတ်တယ်လေတဲ့အဲ့တော့ကျွန်တော်စိတ်ကြည့်လိုက်ဒီတဲ့အဲ့ဒါနဲ့ဟိအောင်ငါတို့သူ့တော့ပြန်ရောက်ထားလာရောသူ့တော့လမ်းစုံဘက်ကနေအောင်ပြောအဲ့ကားကြောင့်ဘယ်လမ်းမှာဘယ်ချိန်မှာဘယ်ကားဘယ်အတန်ထွက်တယ်ဘယ်အတန်ထွက်ပြီးတော့ဟိအောင်ဖြစ်သွားတာဟိအောင်ငါအဲ့သူကားကြောင့်ပြန်ပြောနေအဲ့တော့သူကလည်းကိုဦးကလည်းဦးလိုက်တယ်ပြောနေဟိုသူ driver လဲဆိုတော့ဟုတ်တယ်ကိုဘာဖြစ်ကြောင်လဲအဲ့သတိသားမိနေဘာညာကိုကလည်းကိုအောင်ချက်ချောင်းနေကိုအောင်ဆိုင်နေအောင်ဆိုင်လို့မကြည့်ဘူးကွာကျွန်တော်သူဒီချက်တော့မဟုတ်သူတောင်းထားတယ်ကိုလည်းမဆိုင်တော့ဘူးအပြီးသွားပြီကိုချက်ပါနဲ့အောင်ဆိုင်ပြီးတော့ချက်ချွာတော့အောင်နဲ့မခုမရအောင်သူတို့နည်းနည်းရှောင်းချက်ပြီးလူကြားတဲ့ကိုကျွန်မမြန်ချင်းတူးမမြောက်အဲ့ချက်ဖတွေကမြန်ချင်းနိုင်တာထဆောင်းအဲ့ဒါကိုလည်းဂိဆက်ပြီးတော့အဲ့သုံးကောင်ကြားထဲမှာပတ်လှည့်ပတ်ပြီးတော့မှချက်ချောင်းနေရတယ်အဲ့လိုသူပြောနေလို့ရှိရင်သူ့နောက်ကျောဘက်ကနေချက်တော့မှသူအဲ့လိုစကားပြောနေကားလမ်းမဘက်မှာအဲ့ချက်တော့မှကြောပြီးပြီးတော့မှအောင်ဆိုင်ပြီးသူ driver နဲ့ကိုဦးကငါပြောနေတဲ့အချိန်မှာချက်တော့မှသူ့နောက်ကျောနေဖျက်လျှောက်သွားပြီးဦးနာလေးမြတ်တော်တဲ့ဝင်းသွားညမဟုတ်ဘူးကိုမသိဘူးကိုဒီချက်ခေါင်းနဲ့လုံးမနေအောင်ဟောနဲ့ကိုကတော့ကြောက်လိုက်တယ်ကိုလမ်းကြည့်လို့ချက်တော့မှမြတ်ဖို့တော့ရောက်သွားပြီဆိုလို့ဆိုတော့ဟာကိုမြတ်ဖို့တော့ချက်တော့မှရောက်နေပြီလမ်းလဲပြောလိုက်ရောကိုဟာအေးဟုတ်တော့ဟာခဏနေကိုလှည့်ပတ်ပြီးချက်တော့မှစီသွားလဲပြီးတော့ပြန်ထွက်လာတော့သူ့ကောင်ပဲရှိတော့တယ်တကောင်တေးကြံနေခဲ့ပြီချက်လေးကောင်တေးကြံနေခဲ့ဟာကိုချက်တော့တေးပြီချက်ကောင်တေးဟာဘရိုးလို့ဘာဝါချက်ကောင်တေးရပြီ
ကိုတီးတော့နိုင်ပဲကျွန်တော်တော့ဖောင်းခုံးလာတာဘယ်နဲ့လုံးမလဲကျွန်တော်ဟောသေးရပြီဆိုတော့အကျက်တီလေးတကောင်ယူသွားပြီးတော့ဆရာကိုသွားပြီးပြန်ဆရာကျက်တကောင်တီးသွားပြန်ပြီဟာအတဲမှာဆရာညံတော့ပြောတယ်ရောင်းစားဝဲဦးမင်းတို့လူကြီးအကောင်ကြီးရဲ့လူကြီးမင်းတို့စိတ်ချလက်ချအထားရတာလေးကြတော့မှမင်းလက်ထဲမှာလည်းကျက်တကောင်ထပ်သိပြန်ပြီဆိုအကြီးတွေပေါ့ခွဲဆရာကျွန်တော်လည်းကျွန်တော်ကလေးမလို့ခြားတိတ်တယောက်မို့ကျက်ကိုရင်ပပမရှိလို့မကြောင်းတက်လို့မသိလို့ဂီးမဆက်လို့ချက်ဖတ်3កောင်နဲ့လှုပ်ရှုံနေလို့တည်သွားတယ်ဆိုတော့ဆရာနားလည်းပြီလို့စိတ်လျှော့ပြီးနားလည်းပြီလို့ရပြီမယ်နားလည်းပြီလို့ရတယ်ဆိုမြဲကူဖောက်ခုံလိုက်ရတယ်အခုလူကြီးဖြစ်တဲ့သူ့စီအပ်ထားပြန်တော့လေအခု तू ကကြောပေးပြီးတော့သူ့ driver နဲ့စကားပြောနေတဲ့အချိန်မှာကျက်တော့မှတတိုက်ဆိုင်ကျွန်တော်လုံးမျိုးပဲကျွန်တော်တော့ကလည်းသူ့အဲ့ကျက်တော့မှကိုကြောပေးပြီးတော့ချွဲချနေတဲ့အချိန်မှာရေကန်မှာချွဲချနေတဲ့အချိန်မှာကိုကဝင်သွားပြီးတေးသွားတာအဲ့မဟုတ်တယ်သွားတာအခုလည်းကိုဝင်းကသူ့ driver နဲ့ကားလမ်းမှာမတရားကြီးလက်စကားပြောနေတဲ့အချိန်အဲ့ဒီအချိန်မှာတတိုက်ဆိုင်အကျမအဲ့ကိုရောက်သွားပြီးတော့အတေးသွားတော့ကြာအကြီးတဲ့ပေါက်ကိုပြီးဟဲ့မင်းနဲ့ဖားသွားကုန်တိုင်းအောင်ground ကြိုက်တယ်သူကိုင်းကြတော့ယူကျွန်တော်လည်း ground ကြိုက်ရတယ်ground ကျွန်တော်လည်းအဲ့တိုင်း ground ကြိုက်ခုံးနေရောသူ့လည်း ground ကြိုက်ရခုံးလည်းအဲ့မှာအဲ့ဟိုတောင်ကြီးရှိရောက်တယ်သူကိုင်း30ကျော်35ပတ်ဝန်းကျင်ပေါ့30 35အဲ့ကြားတယ်လို့ရှိလူကြီးအတူတပေါင်းကိုခွင်းတယ်ခုံးအစားရှိတယ်ခုံအဲ့တောင်ကြီးပြန်ခုံးလာရှာမရရချင်းပတ်ဝန်းကျင်ဘာဖြစ်လို့ကျက်ပေါက်ဒီကြောင်းခိုင်းတာတေးသွားလို့တတိုင်းစတိုင်းအဲ့နေကိုလေဖောင်းကိုခုံရတယ်ကြောက်တော့စိုင်းစရာကိုလေဖောင်းကိုခုံရတယ်မမရရ16နှစ်သားရွယ်မှာဒီတော်ကြီးလမ်းမပေါ်ဆရာပြောက်ကြီးရဲ့အင်းရှိမှာ2ယောက်သားဖောင်းကိုခုံရကြက်ကြောင်းကြီးပညာတစ်ခုကိုသင်ရဖို့အတွက်အနုပညာဆိုတဲ့တပင်တဲ့လောကထဲမှာစက်တိုက်တာဝါသနာပါတဲ့ပညာရှင်တယောက်ရဲ့အိမ်မှာအနုပညာကိုသင်ရင်တပင်ပညာကိုသင်စက်တီကြောင်းရင်ဖားခုံခုံရတယ်ကြီးစရာမောစရာကြီးစရာလေးတွေပါတယ်သူများထွက်ကြီးစရာကိုယ့်အတွက်မောစရာဆရာရဲ့သားတွေကတော့ကိုယ့်ကြည့်ပြီးကြီးရတယ်ကိုကရည်စရာဖြစ်ခဲ့တာမောရတာကိုပဲမောရမောတယ်ယူမောတယ်ဟောမောတယ်ဇော်ကြီးပြန်လာမောအဲ့ဒီအိမ်မှာဖြတ်တန်းခဲ့တဲ့3နှစ်တာ2နှစ်ခွဲ3နှစ်တာကာလပေါ့ဇော်ကြီးပြန်ပြီးတော့ဟောမောဆိုင်ခဲ့တာတပင်တယ်လို့ပါအခုတော့ဆုံးတော့ပါပြီဆရာပြောကြည့်လို့ဆရာကတော့ဒေါ်နာနိုင်မို့လဲဆုံးသွားပြီလို့ကြားတယ်တတိယပါဆရာတာငယ်တော့ကြောဟန်ဟဲ့အေးမင်းငါဖိုင်တွေ့လို့ရှိရင်ငါမင်းတတိယရဲဆိုလို့ကြောပြောချင်တာပါတိလားပြစမင်းနဲ့ခေါ်တဲ့ဆရာတာအလက်ကောင်ကိုမင်းတတိယပါချစ်တော်ရေးမင်းချစ်တော်ငါတော့တိုင်းတစ်ပါးကိုရောက်နေလွမ်းပြီဖတ်ခုံခုံရတယ်လွမ်းပြီတပိုင်ထားလိုက်ဆမနနိုင်စနီစာလီတပိုင်ဖတ်မယ်မင်္ဂလာပါအားလုံးမင်္ဂလာပါခုပေါ်လာရအောင်ကျမချမ်းသာကြပါစေချစ်မဲနဲ့စင်ပြပါစတောင်းပါလာမင်းနဲ့6ပင်းနီဆိုတဲ့ဝတ္ထုတစ်ပုဒ်ကြောင့်ရေးတာအဲ့ဒီဝတ္ထုကတော့ဝီလျံဆမ်မဆမွန်ဟာဟုတ်ဆမ်မဆမွန်ကပါလဲဆမ်မဝီလျံဆမ်မဆမွန်ဟာရဲ့ကဘာကျော်ဝတ္ထုတွေတစ်ပုဒ်ဖြစ်တယ်ဒီဝတ္ထုကိုဘာသာစကား60ကျော်နဲ့ဘာသာပြန်ခဲ့ပြီးနိုင်ငံပေါင်း100ကျော်နဲ့ထုတ်ဝေခဲ့ပြီးပါပြီလာမင်းနဲ့6ပင်းနီဝတ္ထုကြောင့်ဆမ်မနိုင်နိုင်စနေရေးထားတဲ့စာလေး
ဝိတုပါအကြောင်းအကြောင်းအရာကလောက်ကင်အောင်မြင်ပြီးတော့မိသားစုပေါ်ကလည်းပြည်စုံတဲ့ချား Citric gland နဲ့လူလက်ပိုင်းရွေရောက်ရှိလာတဲ့အခါလက်ရှိပေါ်ကိုရုတ်တရက်ဆုံးလွတ်လိုက်တယ်ပြီးတော့သူ့ဇနီးနဲ့သားသမီးတွေထားခဲ့ပြီးတော့သူ့အိမ်မက်ကိုလိုက်လံရှာဖွေတယ်အဲ့တော့ကြောက်ချားနဲ့တော့ချားကအိမ်တော့ကြောက်သွားဇက်ကောင်အိမ်တော့ကြောက်သူ့ဇနီးသူ့သားသမီးတွေထားခဲ့ပြီးတော့သူ့ရဲ့အိမ်မက်ကိုလိုက်လံရှာဖွေတဲ့အကြောင်းရေးထားတာဟုတ်ပြီအိမ်မက်ကိုလိုက်လံပေါ်ဆောင်ရတဲ့ချားရဲ့တတိယလူစိတ်အားထက်သန်စီပြီမယ်မိသားစုရဲ့တောင်စွန့်ပစ်ခဲ့တဲ့အပြုမှုကိုတော့အားပေးလက်ခံမှုခက်ခဲပါတယ်သူ့ရဲ့အိမ်မက်နဲ့သူ့ရဲ့သူဖြစ်ချင်တဲ့ဘောအောင်အကောင်နဲ့ပေါ်တဲ့အခါမှာမိသားစုကိုစွန့်ပစ်ခဲ့လိုက်တဲ့အနေအထားမျိုးပေါ့အဲ့ဒီအနေအထားမျိုးကြတော့လက်ခံမှုသူခက်ခဲတယ်ပေါ့ဆရာမနိုင်စနေကြီးတယ်ဒီချက်ရဆိုရင်နဲ့သူ့ဇနီးအောင်အေမီကပို့ပြီးချီးကျူးထိုက်သူလို့ဆိုနိုင်တယ်မိသားစုစွန့်ပစ်သွားတယ်ချာသူ့ဇနီးအေမီကမိသားစုနဲ့ကလေးနဲ့ကြံနေခဲ့တာပေါ့အဲ့တော့သူချီးကျူးလိုက်တယ်လို့ပြောတာဆရာမအေမီယာအေရှင်မအဖြစ်18နှစ်ကြာနေထိုင်ခဲ့တာချားတဲ့အတူတူအိမ်တော်သက်18နှစ်ကြာတက်တာခဲ့တာခင်မောကရုတ်တရက်ထွက်သွားတဲ့အခါမှာသူ့ဘဝချက်ချင်းစိတ်မောဖြူခွေးသွားတာကိုယ့်ရဲ့ယောက်ျားကိုယ့်အိမ်တော်ဘက်ကရုတ်တရက်ထွက်သွားတာကိုမိသားစုရဘာကြောင့်မှလည်းမရှိဘာမှမေမေရဲ့အကြောင်းမရှိထွက်သွားလို့ရှင်သူတိဆောက်ထားတဲ့18နှစ်ကြာတိဆောက်ထားတဲ့သူ့ရဲ့ဘဝလေလေကိုယ်ဖြစ်တော့ဒါပေမဲ့အေမီယာစိတ်တကြပြီးလဲပြူမသွားဘူးဖြစ်မှန်ငြိမ်သက်သက်ပဲလက်ခံပြီးတော့တတိရှိရှိရင်ဆိုင်သွားတာသူဖြစ်လာတဲ့အခြေအနေတွေအားလုံးလက်ခံလိုက်တယ်တတိရှိရှိရင်ဆိုင်လိုက်ရတာတတိရှိရှိမရှိရှိအောင်လုပ်အောင်နောက်ဆုံးမှာသူကတဲ့ကိုပိုင်လုပ်ငန်းနဲ့အောင်မြင်ခဲ့တယ်သားသမီးနှစ်ယောက်ကိုရည်ချင်းရှိတယ်လူကောင်းလူတော်တွေဖြစ်အောင်ကြီးပြင်းအောင်ပြုထောင်နိုင်ခဲ့တယ်လုပ်ငန်းတစ်ခုအောင်မြင်အောင်လုပ်တယ်သားသမီးနှစ်ယောက်ရှိတယ်ရည်ချင်းရှိတဲ့လူကောင်းတွေလူတော်တွေဖြစ်လာအောင်စောင့်ရှောက်ပြီးပြုထောင်ပေးခဲ့တယ်အေမီရဲ့အတွေ့အကြုံစာဖတ်သူကိုသင်ခန်းစာတစ်ခုပေးပါတယ်ဘယ်ဟာကိုပဲဆုံးရှုံးရစီဘောကအမြဲတမ်းအစ်စ်ကောင်နဲ့ပြန်စနိုင်တယ်ဆိုတာပဲအေမီစီရရတဲ့သင်ခန်းစာကိုဘယ်ဟာတွေကပဲဆုံးရှုံးတော့လေစီဘောကဆိုတော့အစ်စ်ကောင်နဲ့ပြန်စလို့ရတယ်ဆိုတော့မစီပြီးချင်းလူဘဝမျက်စိရှိမှာလက်ရှိကစားဝဲမှာဆုံးရှုံးသွားမှာမကြောက်ပါဘူးဘဝတစ်ခုလုံးအရှုံးပေးလိုက်ရမှာပေါ့ကြောက်တော့အဲ့ဒါပတ်သက်ပြီးစာပိုင်းပတ်သက်ပြီးအမေပြောရဘူးစကားတော့ရှိငါတော့အရှုံးဆိုတော့ကိုလက်ခံမှာဖြစ်တာပါသိမိကြတယ်မေပြောပါဘူးငါသားရဲ့တဲ့ရှုံးဆိုတော့ကိုလက်ခံမှာဖြစ်တာပါဒီနေ့ငါတို့ထိုင်ပြီးစကားပြောမယ်အဲ့စကားတစ်ခုကြောင့်ရိုက်ပါတခါလေးမှရှီတိုးရဲခဲ့တဲ့တတိကိုပေးရတယ်အထိတ်ကိုလွတ်ချပြီးအစ်စ်ကနေပြန်စရဲဘူးလေလို့ပဲဆုံးရှုံးမှာကိုမကြောက်တဲ့အခါမှာအစကနေပြန်စရဲတဲ့တတိရှိလာတဲ့အခါဆုံးရှုံးခြင်းဟာတခါတလေမှာကိုယ့်ဘဝကိုပြည့်စုံစေတဲ့အခွင့်အရေးတစ်ခုလေဖြစ်နိုင်ကြောင်းတွေ့မြင်လာလိမ့်မယ်ဆုံးရှုံးမှာမကြောက်တဲ့အခါဘယ်သူမှဖြစ်ဆုံးရှုံးမှာကြောက်မကြောက်ဘူးဆိုတာဖြစ်နိုင်တာမန်လူသားတွေကြောက်တတ်တယ်အဲ့ဒီဆုံးရှုံးသွားရနေ
ဖြစ်လာတဲ့တတိတစ်ခုပြန်ရှိလာပြီဆိုရင်ဆုံးရှုံးနေရတဲ့ခါလေးမှာပို့ပေါ့ပြည့်စုံတဲ့စီတဲ့အခွင့်အရေးတစ်ခုပြောင်းလဲသွားတာဘောမှာအခွင့်အရေးတစ်ခုပြောင်းလဲသွားတွေ့လာပါလိမ့်မယ်ကိုကြီးလာလှရမလားလူတယောက်ရင်ကြမှုကဆုံးရှုံးမှုနဲ့စလာရင်ကြမှုကအရင်ကြီးရတယ်များတယ်ရင်ကြမှုတော့ဆုံးရှုံးပြီးတယ်မဟုတ်သေးဘူးကွာဒါမဲ့လေဟုတ်တယ်ပါနေဟုတ်မအောင်အေမီယာနဲ့တန်တမန်မီတာတော့လေစဉ်းသက်လာသူဖြစ်ပြီးတော့ရုပ်ရည်တန့်ပြန့်တယ်အပြုံမှုရင်းကြီးတိမ်မွေးတယ်နေစဉ်ကတည်းကချမ်းသာပြည့်စုံတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာခဲ့တဲ့ဘောဝါဆိုသူလိုချင်တာတွေကိုလွယ်ကူရမ်းရတယ်လို့ချီရင်မှလည်းတဘာဝအတိုင်းပဲအစဉ်ပြေချွတ်ချုံမှုရှိနေခဲ့တယ်သူကအေမီယာတန်တမန်မီတာဆိုတော့မွေးတာပြီးတော့သူကတန်တမန်မီတာဆိုရင်းချင်းမှုစလည်းရှိတယ်ဂုဏ်သိက္ခာရှိတဲ့မီတာစုရင်းချင်းမှုရှိတဲ့မီတာစုနဲ့ဝေးပေါ်လာတော့ဟောအစဉ်ပြေချုံးလို့နေဖြစ်တာပဲအချင်းမှလည်းအဲ့လိုပဲချောချောမှုနဲ့ချားနဲ့တွေ့ပြီးတော့အေးချတဲ့မဖြစ်တယ်တော့ချားနဲ့လက်ထပ်ပြီးတော့သူကအင်းအောင်ရှင်မအဖြစ်အင်းအောင်ယူစနစ်ကြစီမံခန့်ခွဲတဲ့စက္ကန့်နဲ့လုံးဇနီးတယောက်ဖြစ်နေအေးမီယာပြစ်ချက်ရှာခလောက်ပြစ်ချက်မရှိမဟုတ်ဘူးရေးတာရှာရခလောက်ပြည်စုံတဲ့တရားလူသားတွေတဘာဝအားနည်းချက်လို့ရှိတယ်တိုင်းတော်တစ်ခုလေးနည်းနေများလို့ရှိတယ်ဒါပေမဲ့အဲ့ဒီပြစ်ချက်ရှာလို့မရတော့အောင်ဒီတိုင်းတော်တစ်ခုကြီးကောင်းမွန်မျိုးပြီးတရားအေးမီယာဒါပေမဲ့တနေ့မှတော့ချာဘာမှမပြောဘဲနဲ့ရုတ်တရက်အိမ်ကနေထွက်သွားတယ်သူ့ယောက်ျားချာထွက်သွားအဲ့တော့ရအောင်တော့ဂျိုနီသတိပေးချက်မရှိဘဲနဲ့ရုတ်တရက်ဖြစ်ခဲ့တာမိသားစုနေတဲ့ဘဝအတုံးစီအားလုံးချားရဝင်ပြီးပုံမှာမမိခုံနေရတယ်ဟောချားမိသားစုရဲ့ကုန်ကြစိတ်အားလုံးတောင်းယူပြီးတော့သူ့လောက်ကန်ကနေသူ့ရနိုင်ဝင်ရနေပြီးတော့ချားရဝင်ရနေပြီးမိသားစုစောင့်ထိန်လာတာအေမီကအဲ့ဖြစ်လိုက်တဲ့ခဏတာလေးမှာတော့ဘာလို့မမသိဖြစ်သွားတာပေါ့ဘာဆက်လို့အောင်ကိုကြောက်ခုပဲထွက်သွားပြဿနာတက်တာလည်းမဟုတ်ပြန်လည်းမလားဘာမှလည်းမပြောဘူးဒါပေမဲ့ तू ကတော့ထွက်သွားတယ်ဒါပေမဲ့ဒီနေ့ဇာတ်ရှိတဲ့သူကမကြောက်ရင်မှကိုယ်စိတ်ကိုပြန်ထိန်းနိုင်တယ်အေမီကခဏလာလေးမှတော့အိုးဆိုရင်ထဲမှာတော့လောင်သွားမှာပေါ့ဒါပေမဲ့ तू ပြန်ထိန်းလိုက်တယ်ဘာမိသားစုရှိရတယ်ကလေးရှိဒီနေ့မှတော့လောင်သွားခင်မောရဲ့ဘေးကင်းလုံခြုံရေးကို तू ဆိုရင်ဟောသူကမောထွက်သွားပြီဆိုချားထွက်သွားတဲ့အချိန်မှာချားဘယ်နေရာရောက်နေလဲဘာလုပ်နေလဲသူလိုမျိုးရှိရလားအေးစစ်ရှိရလားအန်နယ်ဒီမှာဖြစ်နေမလားအေမီအဲ့ဒါစဉ်းစားပူတယ်ခင်မော19နှစ်ပေါင်းခဲ့ပါရာကိုယ်တရားခင်မောအေးဒီစိတ်ပူတော့တစ်ဖက်မှာလည်းသူဘလူးပြန်ရှာရမယ်ဆိုစဉ်းစားမယ်သူချောက်ပြန်ရှာဖို့စဉ်းစားမယ်အင်းကြီးကဒါပေမဲ့ခဲုံနဲ့ချားတို့အချင်းကြီးကကိုယ်တိုင်သွားရှာလို့မရတာကြောင့်ချားကိုရှာပြီးဖို့တော့သူ့ရဲ့ယောက်ျားကိုရှာအေမီရဲ့တော့ရှာဖို့တော့ခဲကိုဖြစ်တဲ့ဘုံအန်ဒရူတောင်းဆိုအစားပိုင်းမှာစဉ်းစားတယ်သူ့ရဲ့ခဲကိုဘုံအန်ဒရူဆိုရှိဘုံကြီးတောင်းဖို့စဉ်းစားတယ်ဒါပေမဲ့ခဲုံနဲ့ချားနဲ့အမြင်မတည့်တတိယတွေ့တာနဲ့ချရင်ဖိုက်မယ်ဆိုတာအဲ့လိုပုံစံမျိုးလေတတိယပြီးသူ့အဲ့မတည့်ဘူးဆိုတာသိရတယ်ဆိုသူအဲ့တော့လုံးဝလက်ချလိုက်ချင်းကြီးကပူဆူးသွားနိုင်တယ်လှုပ်ပေးလိုက်တော့ပြီး6တော့ခုတ်ခိုင်းပူဆူးသွားနိုင်တယ်အဲ့တော့လည်းအိမ်မျိုးချားရဲ့မိတ်ဆွေတယောက်ရှာတယ်ခင်မျိုးကိုသွားပြီးဖြောင်းမြပေးဖို့တဲ့သူအခုနီတောင်းတယ်ချားရဲ့တကယ်ချင်းတယောက်ရှာပြီးအိမ်မျိုးပြောတော့တွေ့ရပါစကားပြောရဖြောင်းမြပေးပေါ့နော်အဲ့ကနေချားထွက်သွားတယ်ဆိုဖောက်ပြန်တော့မဟုတ်ဘူးပကြီးဆရာဖြစ်ချင်နေဆိုရင်အိမ်ဘက်ကိုအကောင်းနဲ့ပေါ်ဖို့ဆိုတော့နောက်ပိုင်းကျတော့မှအိမ်နဲ့တည်လာချာပကြီးဆရာဖြစ်ချင်မိတ်ဆွေကဇနီးနဲ့တောင်းမျိုးကိုပြန်စဉ်းစားပြီးဖို့အတက်နိုင်လို့ဖြောင်းပြခဲ့ပြီမယ်ချာခံစားချက်မဲ့ပြီးသူမပြန်တော့ဘူးလို့တက်တက်တော်ပြောလိုက်တယ်ချာပြန်မလာတော့မိသားစုပြန်လာတော့သူဝါသနာပါတော့သူလို့တော့အဲ့ပြက်တော်ပြောလိုက်
ခြားပေါ်တော့ခြားပြောလိုက်အေမီကိုပြောလိုက်ပါနော်ပြန်လာတော့ဆိုကြဘာကျိုးမှမရှိဘူးလို့ပြန်လာတဲ့မိတ်ဆွေကတော့အေမီကိုအကျိုးကြောင့်ရှင်းပြလိုက်တော့အဲ့ဒီချိန်မှာအမနဲ့ခဲကအေမီကိုနှစ်သိမ့်နေတယ်ခြားခဏတာစိတ်လိုက်မှလောက်တာဖြစ်ပြီးတော့နောက်တော့လည်းသူအိမ်ပြန်လာမှာပါလို့ပြောကြတာပေါ့နော်စိတ်ဖြီးပြီးတော့စကလုံးနဲ့ဖြစ်တဲ့စကားတွေပြောတော့အေမီသူပြန်လာတာကိုကျမမလိုချင်တော့ဘူးလို့ပြည့်ပြတ်တော့ပြောလိုက်တော်သူပြန်လာတယ်ဆိုတော့ကျမမလိုချင်တော့ဘူးတော်ရင်ထားလိုက်တော့အေမီအဲ့တိုင်းပြောလိုက်တော့ညောင်းနေကြလုံးဝအဆုံးလိုက်တယ်အနေထားမှုတည်းရောက်တော့အဲ့တော့မလို့ချားလိုက်အေးစီစီပဲကွာရှင်းလိုက်တယ်အေမီနဲ့ချားလိုက်ကွာရှင်းလိုက်တရုတ်စာရေးဆရာမပိုင်ဆိုင်ကကိုပိုင်ဆိုင်ထားသည်မြကံကောင်းလို့ခဏရထားတာပါအမြဲတမ်းမတည်ငြိမ်နေတာလူဘဝရဲ့ပုံမှန်အခြေအနေပါလို့ပြောခဲ့တာတရုတ်စာရေးဆရာမပြောတယ်မတည်ငြိမ်ဆိုတော့လူဘဝရဲ့ပုံမှန်အခြေအနေပဲဒီမြဲမယ်လို့ထင်နေတာမထင်နဲ့ဒီမြဲမယ်လို့သိမမျောလဲလက်ချံဘောကနည်းနည်းလေးကိုအလောက်ကန်တငယ်ချင်းမိတ်ဆွေမိသားစုဝင်တွေဖြည်းဖြည်းနဲ့ဆုံးရှုံးလာလေပြီဆိုတော့ဖြည်းဖြည်းသိတာလို့သူငယ်ချင်းတွေဆုံးရှုံးလို့ခါလေအလောက်ကန်နေဆုံးရှုံးသွားမယ်ကိုယ်တိုင်ကိုယ့်ရဲ့ဘဝရဲ့ပိုင်ဆိုင်တဲ့အချိန်ကြီးဆုံးရှုံးသွားမယ်အဲ့ဒါကိုတဖြည်းဖြည်းနဲ့တအိနဲ့သိလာတယ်ဒါပေမဲ့အဲ့ဒီဆုံးရှုံးမှုတွေကပဲကိုတို့ကိုကြက်ခိုင်အောင်ပုံသွင်းပေးနေတာကြည်ပြီးရင့်ကြအောင်တင်ပေးတယ်ဘဝကိုနည်းနည်းရှင်းရှင်းနားလည်စေတယ်အရင်ကနည်းနည်းထိခိုက်ရုံနဲ့ဖြူလေးတက်တဲ့သူတွေကနောက်ပိုင်းမှာဘာခက်ခဲမဆိုရင်ဆိုင်နိုင်သူဖြစ်လာလိမ့်မယ်အခြားသူအားကိုးနေတတ်တဲ့သူကနောက်ဆုံးမှတယောက်တည်းနဲ့တအားအင်အားရှိသူတက်နိုင်သူတယောက်ဖြစ်လာတယ်ထွက်ခွာသွားသူအတင်းစုပ်ကင်မထားနိုင်ဘာတတ်နိုင်ဘာမှစုပ်ကင်ရတော့မရဒါမှမမြဲဘူးအစပိုင်းမှာတော့အေမီယာချားပေါ်မျောနှချက်နည်းနည်းတော့ထားသည်မိတ်ဆွေကဇနီးရဲ့သားသမီးကိုငဲ့ပြီးတောင်းယူစိတ်ပြန်ပေါ်လာအောင်ကြိုးစားဖြောင်းဖျားခဲ့ပြီးမှချားစိတ်ခံစားချက်မရှိအောင်အေးဆက်ဆက်ပဲတုံ့ပြန်ခဲ့ချားရဲ့တကယ်အေမီကိုကူညီတဲ့အနေနဲ့ချားစီသွားတယ်အကျိုးကြောင့်ရှင်းပါတယ်မိသားစုရှိရမိသားစုကမင်းပေါ်မှာမျောနေနေတယ်ဆိုတဲ့အကြောင်းကလေးနှစ်ယောက်ရှိတယ်ကလေးကဖောင်းရတယောက်ဟိုမျောနေနေဆိုတဲ့အကြောင်းမိသားစုကချားပေါ်မှာအများကြီးမျောနေတယ်ဘောလာဆိုလဲဖြောင်းမြတာပေါ့လေနည်းများဖောင်းတာကိုမိသားစုမျောနေချက်ပြောပြရှင်းပြတော့ဒါမှမရချာလုံးဝအိတ်ဆက်တော့အေမီရဲ့နောက်ဆုံးလက်ကျန်မျောနေချက်ကလုံးဝပျက်စီးသွားတာ18နှစ်ကြာပြီးဆက်ခဲ့တဲ့အတွေ့အကြုံပါလေကိုပဲရေးထားပြီးတော့ကိုအိမ်မက်တစ်ခုတည်းကိုပဲလိုက်လန့်နေတဲ့ဒီယောက်ျားကိုသူမထွေတာတင်းတော့တယ်လို့ဆွဲထားဖို့လည်းမထိုက်တန်တော့ဘူးဆိုတာအေမီကောင်းနားလေ18နှစ်နဲ့အိမ်တော်တက်က18နှစ်သူ့ရဲ့ကိုယ်ပိုင်အိမ်မက်တွေလိုက်လန့်ပြီးတော့အယူမှုအကောင့်ထဲပေါ်နေတဲ့လူတရားကိုမထွေတာတင်းတော့ဘူးဆိုတာကောင်းနားလေပါရှင်းမလို့စက္ကန့်နဲ့ကြောက်ထားလိုက်ပါတော့ဘာမှမအေမီရဲ့ဆုံးမချက်ကတော့ဘလောက်မှန်ကန်ပြီးသတိပညာရှိတယ်ဆိုတော့တက်တည်ပြတာကွာရှင်းပြီးတဲ့နောက်မှာချာသူ့မိတ်ဆွေတယောက်ဇနီးဖြစ်တဲ့ branch နဲ့ချစ်သူဖြစ်သွားတာပြန်ဖတ်အောင်ကွာရှင်းပြီးတဲ့နောက်မှာချာသူ့မိတ်ဆွေတယောက်ရဲ့ဇနီးဖြစ်တဲ့ branch နဲ့ချစ်သူဖြစ်သွားတယ်ဘလန်ရှာသူ့ကိုချစ်မြတ်နေပြီးပိုဂယူဆိုင်ခဲ့တယ်လို့သူ့ဖန်နေမှုကိုမျိုးကိုကိုယ်တိုင်ကိုလုံးဒီမော်ရဲ့အဖြစ်တောင်ရက်တည်ပေးခဲ့တယ်
ဒါပေမဲ့ချာသူ့အတုံးချရပြီးတော့မှရေးရဆက်ဆက်ပြီးထုတ်လိုက်တာဘလန့်ရှိအချက်တကွဲဖြစ်ပြီးတော့စိတ်နာကျင်လုံးတဲ့ဘလန့်ရှိကနောက်ဆုံးမှာကိုယ့်အသက်ကိုအဆုံးသတ်ဖို့ရွေးချယ်သွားဘလန့်ရှိအဆုံးသတ်စိတ်မကောင်းစရာပဲကြတော့အေမီသာကိုနင့်နာခံပြီးတော့အတင်းသိခံနေခဲ့မယ်ဆိုရင်ဘလန့်ရှိကံကြမ္မာအေမီရဲ့ကံကြမ္မာဖြစ်သွားတယ်အေမီကတော့တိခံပြီးစပောင်းတယ်လက်ရှိဖြစ်သွားတယ်အေမီဖြစ်သွားတယ်ဘလန့်ဒါမြင်ဖြစ်သွားတော့ဘလန့်မြင်ရုပ်ရှင်တကားမှာဒိုင်လော့တစ်ခုရှိကြိုက်တဲ့စကားတစ်ခုလူတွေကမင်းနဲ့ဘော်ခီးတစ်ထောက်လောက်ကိုအတူလျှောက်တာတနေ့မှကိုကွဲကွာသွားဒိုင်လော့တစ်ခုဆင်မကြိုက်တယ်စားတော့လိုက်တယ်အချိန်ကြာလာမှမြင်းရဲ့ခံရင်အားကိုတည်လို့ပဲလူတယောက်ရဲ့စိတ်ထားကိုအချိန်ကလည်းတက်တည်ပြတယ်လူတယောက်မှရှိတယ်မူရင်းစိတ်သက်ပိုင်ဆိုင်အောင်တည်ကျင်ချင်းနေပြရတယ်ဒါပေမဲ့ချင်းကုန်တော့သူစိတ်လူတယောက်စိတ်သက်အမှန်တည်ပြီးချိန်ပေးရမယ်ဆိုအဲတုံးလိုက်ရတဲ့အချိန်ကုန်တော့တယ်ဘယ်နဲ့စက်ခွန်နဲ့ခဏလေးလားလူတယောက်ရဲ့တမိုးလူတယောက်ရဲ့ဘောမှာတမိုးရှိတာအချိန်ဘာမှပြန်ဝင်လို့မရဘူးဘာမှပြန်လေလို့မရဘူးစက်ခွန်နဲ့နေရတဲ့သူဘလို့မှမနှင်ထုတ်တယ်ထွက်သွားခြင်းနဲ့သူလည်းဘလို့မှတားလို့မရဘူးထွက်သွားခြင်းနဲ့ဘလို့သွားတော့မနေခြင်းနဲ့သူနေခြင်းနဲ့သူဘလို့မှနှင်လို့မရဘူးထွက်သွားမဲ့သူဘလို့မှတားလို့မရဘူးဒီတော့ဆက်ဆံရေးတခုရုပ်တရက်အဆုံးသက်သွားရင်အတင်းမတားနဲ့ကိုပေးဆက်ခဲ့တာလို့နောင်နာမရဘူးဒီလောကမှာဘယ်ဆက်ဆံရေးဆိုနောက်ဆုံးမှာတစ်ချိန်လုံးကစုံငယ်ဘူးတယ်ဆိုတော့အမှတ်တရပဲကြိုင်ခဲ့ဘယ်တော့မှပေါ့တစ်ချိန်လုံးစုံငယ်ဘူးတယ်ဒါပဲအမှတ်တရပဲကြိုင်နေခဲ့Twitter လုံးသူကပင်ပန်းပြီး Twitter မှုမဲတဲ့သူက agent နေဟုတ် agent ချင်းပါပြောဖို့တိကောင်းတိကြတယ်အရွယ်ရောက်သူတယောက်ရဲ့ဘဝနှုတ်ဆက်ခွဲခွာရင်ရှေ့ဆက်နေရတဲ့ဘဝပဲလောက်တော့လူမှုဆက်ဆံရေးတငယ်ချင်းတော့မိသားစုတခုမှတခုနှုတ်ဆက်ခွဲခွာရင်ရှေ့ဆက်နေရတယ်ဘဝပြောကြတော့တင်ပါအောင်လက်ရှိပိုင်ဆိုင်နေတဲ့ချိန်တံမိုးထားပြီးနေရစ်ခဲ့ဖို့တောင်းဆိုလဲမရတဲ့ခါမှာလက်လွတ်ပေးရတဲ့တတိရှိရပါတယ်ကိုမတက်နိုင်တော့လည်းလက်လွတ်ရမှာလေဆုံးရှုံးသွားမှာကိုမချောက်ပါနဲ့ကြိုးစားပြီးရှင်းတန်နေခြင်းကလည်းအကောင်းဆုံးယုံကြည်အားထားရတယ်ငိုလို့ထိုင်ပြီးသက်ရှင်နေကိုကြိုးစားမလွယ်ဘူးတော်တတ်တည်လို့ရတယ်တော်အားထုတ်ရတယ်ကွာရှိမိတော့မှအေးမြဘာမှမကြံတော့ဘူးချိန်ကတည်ငြိမ်ချမ်းသာပြည့်စုံခဲ့တဲ့ဘောကခဏတွင်းမှာပဲအစိတ်စိတ်မှာပြူကွဲသွားတာဒါပေမဲ့သူ့မှာပြူစုပြူတော့အောင်သားသမီး2ယောက်ရှိတယ်သူ့သားသမီးတွေရှိတယ်အဲ့တော့တန်ဝါရမှာကိုအားကိုကူပြီးဘောပြန်တိဆော့ဖို့လို့ဆုံးဖြတ်လိုက်တယ်အေးမြအာမွေကိုအာမွေရအတင်းရသူအိမ်တော်ပရီဘောကတွေရောင်းချတယ်ပြီးတော့အိမ်ငှားတယ်အိမ်တော်ဝိုင်းမှာစီချေဘုံရက်တဲ့ခန်းငယ်လေးနှစ်ခန်းငှားပြီးတော့ယာယီအခြေချနေကြတယ်ဝင်ငွေရောက်လို့အထူးကောက်စာရင်းကြီးစာရေးပညာကိုတင်ပြီးတော့စာရေးလုပ်ငန်းဆိုင်ဖွင့်အိမ်မီကစာရေးအလုပ်လေးတစ်ခုစတင်တောင်းတာပေါ့စာဖတ်ဝါဒနာပါပြီးလူမှုဆက်ဆံရေးကောင်းတယ်သူကစာပေလောကပညာရှင်တွေလည်းရင်းနှီးတယ်ဖောက်တယ်တွေလည်းပိုရလာအိမ်မီဆက်ဆံရေးကောင်းစာဖတ်တာလည်းကောင်းလာပါတယ်အဲ့ဒါစာပေလောကသားတွေရင်းနှီးတာပေါ့ဖောက်တယ်လည်းပိုရလာပေါ့
သူကစိုင်းစာတန်းတွေကိုအတက်နိုင်တဲ့ကောင်းဆုံးလုပ်ပြီးရောင်စုံအသုံးပြုမှုကအစအသေးစိတ်ကြီးဆိုင်တယ်သူကပဲသူ့လုပ်တယ်မှာဘယ်ချိန်ကျရင်ဘယ်ရုပ်ကလာမယ်ဘယ်သူကတော့ဘယ်ရောင်နဲ့အထားနေပြီးဆောင်ရွက်ဖို့ဘယ်လိုမျိုးစားလို့ခြင်းလဲဘယ်ချိန်မှာပြီးအောင်လုပ်တယ်ဒါတွေကအစတော့အသေးစိတ်လိုက်ပြီးကြီးဆိုင်တယ်အလုပ်ပေါ်မှာလည်းတောင်းယူပြီးအားထုတ်တယ်နောက်ပိုင်းမှာဝန်ထမ်းတွေခန့်နိုင်တဲ့အနေအထားမျိုးတွေရောက်လာတဲ့အထိစစ်ဆေးပြင်ဆင်မှုတွေကိုယ်တိုင်သူဆက်လုပ်တာသူအရာရာလိုက်ရန်ကြီးဆိုင်တယ်ဟာသူပြန်သူ့မော်သူပြန်တိစောက်ရတာအင်းကြီးရဲ့စူးစမ်းမှုတောင်းယူမှုနဲ့အသေးစိတ်ကြီးဆိုင်တတ်တဲ့စိတ်ထားကသူ့ကိုနာမည်ကောင်းတစ်ခုရသွားတာအဲစာပီလောကထဲမှာအလုပ်ပေါ်အောင်ဆိုင်ရဲ့စေတနာပါတဲ့ကြီးဆိုင်တဲ့စနစ်တကျရှိရဆိုတော့နာမည်ကောင်းတစ်ခုအင်းကြီးရပါသူကငွေရှာဖို့ကြိုးစားတယ်လူမှုဆက်ဆံရေးတွေတိစောက်တယ်ဘောအကောင်းဆုံးရှင်းသားမှုအမြဲကြိုးစားတယ်အမြဲတမ်းကြိုးစားတယ်အားဆိုင်အမြဲတမ်းရှိတယ်အတိတ်ကူလည်းတီတီငြိမ်နဲ့လက်ခံပြီးတော့ချားတဲ့သူ့အကြောင်းတခြားသူတွေပြောလာရင်လည်းရှောင်ဖဲဖို့မကြိုးစားဘူးသူနဲ့သူ့ပါတနာဟောင်းချားပေးနေရမှာမလုပ်နေတယ်ဘယ်သူနဲ့ရှိနေလဲကျမ်းမာရေးရတော့ဘလို့သူကဘလို့အကျိုးကြောင့်ဆက်ဆက်ပြီးခလေးကနေကောင်းရဲ့လားဘာညာပေါ့နော်အဲ့လိုဆက်ဆက်ပြီးမေးလာတယ်ကောင်မသူရှောင်ထွက်သွားတာအေးမင်းအေးစီးပဲစကားပြန်ပြောလက်ခံပြီးတော့အချိန်ကလည်းကြိုးစားရှင်တန်နေတဲ့သူအချင်းကြီးမဖြစ်စီရောသူရုန်းကန်တယ်ကြိုးစားအာရုံစိုက်တယ်အဲ့အတွက်ဘာမှလည်းခါဖြစ်မသွားဘူး9နှစ်ကြာမှအေမီယာကိုပိုင်ရုံငန်းတစ်ခုပိုင်ဆိုင်လာပြီးလုပ်ငန်းလည်းပိုပြီးအောင်ပြီးတိုးတက်လာသူ့မှာကိုပိုင်လုပ်ငန်းရှိတာလေရုံငန်းကလည်းထဲထဲဝါလေးဖြစ်လာတယ်သူ့ကိုစာပေတော့ကလည်းတိမပြူလာတယ်အဲ့တိုင်းကတခုဖြစ်လာတားတော့ကမ်ဘရစ်တက်တူမှာပညာသင်စီနိုင်ခဲ့တယ်လို့တမီးကိုလည်းထူးချွန်တဲ့သူတယောက်ဖြစ်ပြုစုပြောထောင်းပြီးခဲ့ပြီးတော့လူတိုင်းချီးကျူးတော့ခံခဲ့ရတာချားမရှိတော့နှစ်ပေါင်းများတော့နှစ်တကြာကြီးထွက်သွားတယ်ကောင်မသူတယောက်တည်းရုန်းကန်တယ်သူ့သားနဲ့သူ့သမီးကိုလူတော်လူကောင်းတွေဖြစ်လာအောင်စင်တန်းမြင့်မြင့်ဂုဏ်သိက္ခာရှိရှိတဲ့ပညာတတ်တွေဖြစ်လာအောင်ပြုထောင်းတယ်လူတိုင်းသူ့လေးစားတယ်အဲ့တော့ကြည့်ပြီးနောက်ပိုင်းမှာလူတွေကချားကြောင်ပြောလာတယ်အေမီယာအေးစီတနေ့မှာသူအကူညီလို့ကျမအကူညီမှာပါဆိုရဲစကားပြောခဲ့ချောက်တော့ကူညီပြင်းတယ်လို့လည်းအမြဲတမ်းချိုးတာအဲ့ဒီစိတ်အမြဲတမ်းရှိဘယ်သူစီမှာလဲဆိုအေးနီးစီမှာရှိလောရလာလို့ရှိကူညီပေးဖို့ဆုံးရှုံးမှာမကြောက်ပါနဲ့မင်းဆုံးရှုံးသွားတဲ့ခါမှာငါကတည်းကမင်းပိုင်မဟုတ်ဘူးဆိုတာဖြစ်နိုင်တယ်ငါကကိုယ်ကပို့ပိုင်မဟုတ်ဘူးထိခိုက်နာကျင်ရမှာလို့ကြောက်တယ်အဲ့ဒီနာကျင်လို့ကမင်းဘဝရဲ့ရှောင်လန်းနေရတဲ့တင်ငန်းစာနဲ့စမ်းသပ်မှုဘောကနာကျင်မှုတွေရှောင်လန်းလို့မရဘူးရှောင်လန်းလို့မရလို့ဘာလဲဆိုတော့အဲ့နာကျင်မှုကစမ်းသပ်မှုတစ်ခုကိုဘယ်လောက်ထိခံနိုင်ရရှိတယ်စမ်းသပ်တယ်စမ်းသပ်မှုရခါတော့နာကျင်မှုနဲ့စမ်းသပ်ရတယ်လောကအစည်းတွေကိုပို့ပါမြင်နိုင်ရင်တိမ်တိုင်းလို့ဖြစ်သွားတယ်လောကအစည်းတွေဆိုတော့မြင်တတ်သွားလို့ရှိရင်ရာပို့ပါတယ်စိတ်ပူပန်မှုရှိတဲ့စိတ်ကိုဖွင့်ထားနိုင်ကြည်လင်တဲ့နေ့တစ်နေ့ဖြစ်လာတယ်ဒီပဲရှိတဲ့ဘဝဆိုတော့တစ်ဖက်မှာဆုံးရှုံးတစ်ဖက်မှာအသစ်တူရရှိနေရှေ့ဆက်နေရတစ်ဖက်မှာဆုံးရှုံးသွားတစ်ဖက်မှာအသစ်တွေနဲ့ရှေ့ဆက်ရတခါတလေမှနောက်ဆုံးလက်လျှော့ခွင့်မရှိတဲ့အခြေအနေကပဲရှေ့ဆက်နိုင်မှာတော့ပေါ့ဖြစ်လာတတ်ပါတယ်တခါတလေမှနောက်ဆုံးလက်လျှော့ခွင့်မရှိတဲ့အခြေအနေကပဲရှေ့ဆက်နိုင်မှာတော့ပေါ့ဖြစ်လာတတ်တယ်နောက်ဆုံးလို့လည်းမရလက်လျှော့လို့လည်းမရအဲ့ဒီအခြေအနေတွေထပ်ပေါ်ပြီလူတော့အဆုံးစွန်ချင်းတွေရောက်တော့တဲ့ကောင်
ဘဝအလှပတဲ့အချိန်ကိုကိုအပြည့်အဝခံစားခွင့်ရစီပါတယ်ဘဝအလှပတွေရှိတယ်အလှပအပြင်အလှပပေါ်လာအပြင်အလှပကတစ်တလုံးခံစားလာရတယ်ဟာဘယ်လိုဘလောက်လာဟာမြင်ဝင်းတွေဘလောက်လာတယ်ဘယ်တော်တွေပေါ်ဘယ်တော်တွေပေါ်အိမ်တွေကဘလောက်လာတိုက်တွေဘလောက်ကားတွေဘလောက်လာဘဲရတယ်ဘလောက်လာရွှေရဘလောက်လာငွေရဘလောက်လာတက်ရှိရဘလောက်လာတက်မဲ့တွေဘလောက်လာအဲ့အလှပတွေနဲ့ဘဝရဲ့ချင်းတော်တော်များဖြစ်တယ်အခုပြောမှာခုဘဝရဲ့အလှပြောဘဝရဲ့အလှပတဲ့အချိန်ကိုကိုအပြည့်အဝခံစားခွင့်ရတယ်ပါဆုံးရှုံးမှမကြောက်တဲ့သူကနောင်တလေးနေတယ်နောင်တမရှိတဲ့သူကဘောပူပြီးအားထုတ်ရှင်တန်လိုက်တတလုံးဆုံးရှုံးမှကြောက်တဲ့စိတ်နဲ့ဖြတ်တန်းနေရငါဘာကိုရယူမယ်ဘာကိုပိုင်ဆိုင်မယ်ဘာအတွက်ဆိုဘောအချိန်အများကြီးဖြတ်တန်းနေရအဲ့ဒါတွေပဲကြည့်ဆုံးရှုံးတဲ့စိတ်အများဆုံးနဲ့ဖြတ်တန်းနေရဆုံးရှုံးမှကြောက်တဲ့စိတ်အများဆုံးနဲ့ဖြတ်တန်းဒီတစ်ပတ်မှာပါတော့ဆုံးရှုံးမှမကြောက်တတ်တော့ဘူးဆိုမကြောက်တော့တဲ့သူကနောင်နာနေတော့နောင်နာနေချင်ပါပဲနောင်နာမရှိတဲ့သူကဖြစ်သွားတဲ့အထိအားထုတ်ရှင်သန်ကြပါလေဒီတော့ရဲဝံ့ရှိကိုရှောက်ပါတော့ဘဝရဲ့အပြည့်အဝဘဝကိုအပြည့်အဝပုတ်ဖက်ပြီးတော့တွေ့ကြုံခံစားကြည့်ပါကျန်တော်တွေကိုတော့အချိန်ကအကောင်းဆုံးဖြစ်ပေးပါလိမ့်မယ်မာရီရိုဘင်ဆန်ကတဲ့ဘယ်သူမှအတိတ်ကိုပြန်သွားပြီးအစကနေပြန်ဆောက်လို့မရဘူးဒါပေမဲ့လူတိုင်းကဒီနေ့ကစပြီးကိုယ့်ရဲ့အနာဂတ်အတိတ်ကိုဖန်တီးခွင့်ဖန်တီးနိုင်တယ်လို့ပြောသွားတာဖြစ်လာတဲ့မြောက်လက်ခံပါဆန္ဒနဲ့မကိုက်ညီတဲ့အရာတွေဖြစ်လာရင်လက်ခံတတ်ပါစေဆန္ဒနဲ့ကိုယ်ဆန္ဒမဟုတ်တဲ့အရာတွေဖြစ်လာရင်လက်ခံနိုင်အောင်ကြိုးစားတာပြောတာကိုယ်သာဆန္ဒရှိဘောအချိန်ကြီးအထက်ကနေပြန်ဆောက်လို့ရတာပဲငွေကြီးဆုံးရှုံးတော့ရင်ပြန်ရှာလို့ရတယ်တငယ်ချင်းဆုံးရှုံးတော့ရင်အစ်တွေထပ်တွေ့လာတယ်အလုပ်ဆုံးရှုံးတော့ရင်အလုပ်တွေထပ်ရှာလို့ရတာပဲအချစ်ကိုဆုံးရှုံးတော့ရင်နောက်တစ်နေ့မှာအချစ်တွေထပ်တွေ့နိုင်ပါသေးတယ်အရေးကြီးဆုံးအထက်ကိုလက်လွတ်နိုင်ဖို့နဲ့ကိုယ့်ကိုပြန်တီဆောက်ဖို့ဘဝအကောင်းဆုံးရှင်သန်ဖို့မလျှော့တဲ့ကြိုးစားမှုရှိနေဖို့ဟောအကောင်းဆုံးရှင်သန်နိုင်ဖို့မလျှော့ချလိုက်ဖို့ရည်ကြည်တယ်အတိတ်ကိုမတွေ့တော့နဲ့အနာဂတ်ကိုအလွန်ကြုံနဲ့မျှော်လင့်နေလက်ရှိအချိန်ကိုရှုပ်ထွေးမှုမရှိဘဲနဲ့ရှင်သန်နေထိုင်ကြပါစေလက်ရှိအချိန်ရှုပ်ထွေးမှုမရှိပဲရှင်သန်နေထိုင်နိုင်ပါစေဆုတောင်းပါရစကားလေးဘောရဲ့ပထမပိုင်းကဘယ်လိုပဲဖြစ်နေကြစေချန်ရှိနေတဲ့ဘောတော့ကိုအကောင်းဆုံးရှင်သန်မှုအစနဲ့ပြန်ဆရတဲ့တတ္တိအမြဲရှိပါသေးလို့ဆုတောင်းပေးပါလေဆရာမနန္ဒိုင်းစလီနောက်ဆုံးဆုတောင်းစကားလေးဆရာမရေတတိတွေမွေးနေရတယ်ဗျာတဖြည်းဖြည်းတော့အများကြီးရှိတယ်လုံးဝတတိ Thank you